Hello ချစ်တော်ပရိသတ်များအားလုံးမင်္ဂလာပါပြပြိုး YouTube Channel ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ Channel လေးကနေပြီးတော့ဆရာပရိသတ်ကြီးအတွက်ဝိတုဇလံကောင်းများစွာအမြဲမပြတ်တင်ဆက်ပေးနေရပါဟုတ်ကဲ့ရှင်ဇလံလေးမစခင်မှာတော့ကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်သွားပေးခဲ့ပါအောင်နော်အသေးသေးတွေတင်တိုင်းမှာတရားဖို့အတွက်လည်းဘေးနာ Notification လေးကိုနှိပ်ပေးသွားပါအောင်ရှင်ဒါဆိုရင်တော့ဇလံလေးကိုခုပဲစတင်ပေးပါတော့မယ်တိတ်ဆိတ်နေတဲ့ညရဲ့ပတ်ဝန်းကျင်မှာအခန်းတကားပွင့်တန်မကြဲတကြဲလေးလွှမ်းခြုံနေတကာဩဝါဒရဲ့အခန်းတကားအတာဖွင့်ပြီးလူဟာအတန်သိကုန်းကွာနဲ့အခန်းထဲဝင်လာခဲ့ပါတယ်။တကားအခန်းထဲရောက်တာနဲ့ဩဝါဒသူမတန်လျှောက်ပြီးလူကိုနိုင်ရမှာဖိကက်ခါကို့ကိုမြူဆွဲဖို့တကယ်ရောက်လာပဲ။အဲ့လိုဆိုပြီးတကားကိုဘာမှပြောခွင့်မပေးပဲနှက်ခမ်းအတင်းနှမ်းလိုက်။တကားလည်းသူ့လည်းပဲကိုတိုက်ဖက်ပြီးတုတ်ပြန်နှမ်းလေးပေးပါတယ်။သူကတကောက်နန်းနေရင်ဂရေစီကိုတိုးကပ်ပြီးတော့သူမကဂရေမော်ထိုင်စေပြီးသူ့ကိုယ်ပွားအဝတ်စားတွေရောတကောက်ကိုယ်ပွားအဝတ်တွေပါအကုန်ချွတ်ချပါတယ်။ကြီးကညနေရပုံရိပ်တွေကိုပြန်မြင်အောင်လူကအိတ်မပြောပဲရှိရဲ့။ဦးကိုဖက်ပြီးငိုခဲမြေအခိုက်တရာကြီးရဲ့နှလုံးသားရဲ့ပုံရိပ်တွေဆွဲကြံရစ်ပါတယ်။ဒါဆိုဦးကကြီးကိုမမုန်းတော့ဘူးပေါ့။ကြီးကိုနွားလဲသွားပြီပေါ့ဟုတ်လားယင်။နားလဲတယ်ပြီးတော့ငါမင်းကိုမမုန်းခဲ့ပါဘူးကလေးမ။ပြန်ကြားရောက်လာတဲ့စကားတန်တွေနဲ့တူကြီးကိုမျက်နှာကိုလက်နဲ့အုပ်ရင်ရင်မဲတစ်ခုလုံးပြောင်းဆန်နေခဲ့ရတယ်။ကြီးအချစ်ကြောင်နားမလဲပါဘူး။ဒါပေမဲ့လည်းသူမရင်ထဲမှာဦးနဲ့ပတ်သက်ပြီးတစ်ခုခုပြောင်းလဲနေတယ်ဆိုတာတော့သိတယ်။အဲ့ဒါချစ်တက်သွားခြင်းလားဂျေဘက်ကဥကိုချစ်မိသွားလားတကားပြန်လာရင်မင်းငါနဲ့ကွာရှင်ပြီသူပြန်လာရင်သူငါ့ကိုပြန်လက်ခံမို့ငါနီးငါဟန်နဲ့စူးစမ်းမယ်မင်းဘက်ကအလိုက်တတိနဲ့ငါတို့ကြားထဲကနေထွက်သွားပြီမင်းကအစတွေကဘေးလူလေအဲ့စကားကိုပြန်တတိယသွားတော့ဂျေရဲ့ကြည်နူးရင်ခုန်မှုတွေကရုပ်ချင်းပြောက်ရဦးကတော့ငါ့ကိုချစ်လာမှာမဟုတ်ပါဘူးသူကမမကိုပဲချစ်တာဂျေယာနှုတ်ကနေတီတိုးရေကရင်မွားဆင်းပြီးတော့ပရင်းပေါင်နာမှာရက်ပြီးခေါင်းကင်ထက်ကလာမင်းကိုမော့ကြည့်ရဲ့သူကအရင်ကလည်းမမနဲ့အတူလာမင်းကိုကြည့်ဘူးပါတယ်။ကြေးကငါလာမင်းကိုမကြိုက်ဘူးသိလား။လာဆိုတာလေနေရဲ့အလင်းရောင်ထဲမှာထုံးလေးတောက်ပါရတာဟာငါသူများရဲ့ကိုကြီးနဲ့မရက်တီချင်ဘူး။ကြေးကတော့လာမင်းလေးကိုပဲကြိုက်တယ်။သူများရဲ့အလင်းရောင်နဲ့ထုံးလေးတောက်ပါရရဲဆိုအောင်တော့သူကသူ့ကိုမောကြည့်လာတဲ့သူတော်အေးချမ်းမှုပေးနိုင်တယ်လေ။သူ့အလင်းရောင်အနေငယ်လေးနဲ့အမောင်တို့ကိုအနေငယ်နဲ့အများအန်တုပေးနိုင်တယ်။အေးပါကြက်အဲ့လိုစိတ်ထားနေသူများရဲ့အရှိန်ရွာနဲ့လေရက်တီလာရတဲ့ခါကျမှအဲ့ဒါဘလောက်ဆိုရလဲဆိုတာနင်သိမှာအတွေးဆုံးတာနဲ့ကြေးရခရီးပြုံးပါတယ်ကြေးအခုတော့သိပါပြီမမရဲ့အလင်းရောင်နဲ့တောက်ပနေရတဲ့အဖြစ်ကဘလောက်တောင်ဆိုရလဲဆိုတာတစ်ဖက်မှာလည်းမှန်တရားကိုကြေးရဲ့နေတူအိမ်မပြောနိုင်ပါဘူးညနေရကိစ္စကြောင့်သူစိတ်တွေရှုပ်ထွေးနေရတယ်သူကတကောက်ချစ်တာပါလို့ကိုပြန်ပြောပေမဲ့မသိစိတ်ထဲမှာကျင်းငဲတန်တာကိုကျူးနာတတ်ပါတယ်သူ့ကိုအာကိုတကြီးဖက်တွယ်လာတဲ့သူမလဲဆိုသူကဖြုတ်ချမပြည့်ရပါဘူးသူ့ကိုဆွဲထားတဲ့အဲ့ဒီလက်တွေကိုသူ့စိတ်တွေရှုပ်ထွေးစေတဲ့အတော်လေးထက်မြက်လွန်နေတာတက်လက်လို့တစ်ချိန်မှာသူ့ကိုအနေပေးလာမဲ့အရာတွေဆိုတာသူသိနေထိုကလေးရဲ့မျက်ရည်တွေသူဥပိ္ပခါမပြည့်ရပါဘူးစိတ်ရှုပ်လိုက်တာကွာဒါဆိုဦးကကြေးကိုမမုန်းတော့ဘူးပေါ့ကြေးကိုနားလေသွားပြီပေါ့ဟုတ်လားသူ့ကိုမျက်ရည်ဆိုင်နဲ့မေးလာတဲ့သူမရဲ့စကားတန်တဲ့ပုံရိပ်တွေကသူ့အာယုံနဲ့တဝဲလဲလဲနဲ့နေဟာပြည့်ယူရတော့သူ့မျက်နှာကိုလက်အစုံနဲ့ဖိပေါ်လိုက်တယ်မဟုတ်ဘူးအဲ့လိုမဖြစ်လို့မရမင်းကပေါ်ညှိတွယ်လာလို့မရအောင်ငါမင်းကိုမချစ်နိုင်ဘူးကြီးငယ်တန်တာဟုတ်တယ်ငါမင်းကိုမချစ်ဘူးမင်းမို့လို့မချစ်နိုင်တာသူကတက်ပြင်းမောတစ်ချက်ချပြီးမျက်လုံးစုံမှိတ်ချတယ်မြင်ကွင်းထဲကအရာအလုံးပျောက်ကွယ်သွားနေသူ့အတွေ့အကြုံထဲမှာသူချစ်ပါတယ်လို့တူပြောနေတဲ့တကားအစားသူ့ဘက်စကားမချစ်ပါဘူးလို့ကြွေးကြော်ထားတဲ့ကြီးငယ်တန်တာရဲ့မျက်ရည်တွေနဲ့မျက်ဝန်းဆောင်ကလွှမ်းမိုးထားခဲ့နောက်နေ့မနက်မှန်အလုပ်သွားရဖိလိပ်ပြင်ဆင်ပြီးအောက်ထက်ကိုဆင်းလာခဲ့ကျင်းငယ်တန်တာထမင်းစားကန်နဲ့ထွက်လာနဲ့လာဆုံးပြီးတော့သူ့ခြေလမ်းတွေနေပြီးသူမကိုဆေးကြည့်ပါတယ်သူမမျက်နှာခါတိုင်းနဲ့မတူပဲဒီနေ့မှထူးထူးခြားခြားလန်းဆန်းနေဥလာပြီလားကြေးရဥကိုအခုပဲလာခေါ်တော့မလို့မနေ့စာဆင်သင့်မယ်နော်ဥသူကဝိဇေတန်းကြေတာတုတ်ပြန်ပြီးတော့သူမနဲ့တူထမင်းစားကန်နဲ့ဝင်လာခဲ့လာဥထိုင်မန်စပွဲမှာဝင်ထိုင်ပြီးစပွဲပေါ်ခေါက်ဆွဲပကံကြည့်လိုက်ပါတယ်ဝတ်သုံးသက်သားပြားလေးတွေမုံညင်းစိရွက်တွေပုံဖော်ပြီးလေးထားတဲ့မုံလာဦးနီတွေပဲပြားနဲ့ငုံဦးတွေစသည်တော့အစီရီထည့်ထားတဲ့ဂျုံခေါက်ဆွဲလေးတွေကချင်းဆက်လေးပုံစံလေးကတော့စားကျင်စရာလေးပါကြေးရမနက်ကစောရီစေးသွားပြီးတေချာပြင်ဆင်ထားတာဦးမြည်ကြည့်ပါလားသူပကံမော်တင်ထားတဲ့စတီးတူလေးနဲ့စာကိုကောက်ပြီးခေါက်ဆွဲလို့အနှဲငယ်မွေပြီးတော့ခေါက်ဆွဲမြင့်လေးကိုတူနဲ့ညက်ယူစားတယ်စားလို့ကောင်းလာရဲ့ဦးကောင်းပါတယ်မင်းကထမင်းလဲချက်တက်လားချက်တက်တယ်အိမ်မှာတော့အိမ်အတော်ကြီးစီကနေတင်ထားတာဟောဦးညနေစာကိုဘာစားကြလဲကြေးချက်ကျွေးမယ်လေအစင်ပြေရပါတယ်ငါကြီးမများတက်ပါဟုတ်
ပြောပြီးတော့အစားစီကိုအာရုံစိုက်လိုက်ပြီးဖြစ်တာသူမကိုကြည့်ပြီးမှစိတ်မသက်မသာခံစားရဒီကောင်မလေးကသူ့အာရုံတွေထွေပြအောင်လုပ်နေပါပြီတပတ်ကဆိုရင်ဩဝါဒနဲ့တကာတို့ရဲ့မင်္ဂလာဆုံးကကြလာတော့မှတခန်းတနိုင်မဟုတ်ပဲဘာမှများများဆဆပြင်ဆင်စားမလို့ပါဘူးတထားညို့ကလည်းမောင်ဖြစ်သူကိုပြောပြီးတော့သူမလည်းထက်တူပြောတယ်လို့သူမရဲ့ရောင်းမဖြစ်လာမဲ့သူကဘယ်သူပဲဝါမှမသိတယ်လို့ဘယ်ချိန်မှအတိတ်ကိုပြန်သိရလာမယ်မသိတဲ့အတွက်ရင်မောရပါတယ်ဒါကသူမတွေမဟုတ်ပဲသူမမိပါတယ်လေထက်တူပါမောင်လေးရွှေလဲစုလေးနဲ့ကိုယ်ကြည့်ပြီးပြုံးစစ်စစ်ဖြစ်နေတဲ့မောင်ဖြစ်သူအနာသွားပြီးသူမအတန်ပြီးတော့မောင်မင်းကြီးသားလက်ထဲကရွှေလဲစုတွေစီအကြည့်မခွာမိမရတော့မယ်ဆိုတော့ပြောနေလားပြောတာရောမမရကျွန်တော်တကောက်စားတွေရသဘောကျခဲ့တာသူကအတိတ်မိနေရနော်ဩဝါဒတကားအိမ်ဘောကဆင်းလာစဉ်အေကန်နဲ့အတန်ကြောင့်သူမအေကန်စီကိုတိုးခဲ့ဩဝါဒနဲ့မတ်တက်ထားတဲ့စကားနားဆွင့်နေသူကအတိတ်ကိုပြန်တည်းရနေဘလို့လုပ်မလဲဘာဖြစ်လဲအဲ့လိုဆိုလဲသူကျွန်တော်မေ့သွားမှာမဟုတ်ဘူးမေ့သွားရင်ရောမေ့သွားလဲသူကကျွန်တော်ဇနီးဖြစ်ပြီးပြီလေနင်တို့နဲ့အဆင်ပြေပြေနဲ့လဲတွဲသွားနိုင်မှာထင်လားမမရဲ့စကားသူ့ရင်ကိုစိုးရိမ်စိတ်လေးကိန်းအောင်လိုက်သူ့ထိုအတွေးကိုမတွေးမိအောင်စူးစမ်းနေကြမမအဆလာဖော်တယ်နေရာငါတို့လက်ပေါ်ကြီးလာတဲ့နေနဲ့ငါတို့ကသွေးသားမတော်ဆက်ပေမဲ့သွေးချအရင်ချရေးထက်တောင်မှငါတို့ကနင့်ကိုချစ်တယ်နေထိခိုက်မှာမမြင်စေဘူးငါမကျွန်တော်နားလဲပါတယ်မမဒါပေမဲ့မမစိတ်မပူပါနဲ့ကျွန်တော်တကားကိုယုံတယ်သူကကျွန်တော်နာကျင်စီမှာမဟုတ်ပါဘူးပြီးတော့ကျွန်တော်သူ့ကိုချစ်တယ်သူဘာပဲဖြစ်ဖြစ်ကျွန်တော်သူ့ကိုအမြဲချစ်သွားမှာသူကျွန်တော်နာကျင်အောင်လုပ်မယ်ဆိုလဲကျွန်တော်ဆက်ချစ်မှာပါအပြန်နေနာထောင်းနေတဲ့တကားဩဝါဒရဲ့စကားကြောင့်ရင်းနေဝမ်းနေပြီးအတန်တိတ်ကျင်းကိုရဩဝါဒသူမအဲ့လောက်တောင်ချစ်တယ်ဆိုတာသိလိုက်ရတဲ့အတွက်တကားအရန်ပျော့ပါတယ်တကားလည်းသူ့ကိုချစ်တယ်အရန်အုံမှချစ်တာသူမဘက်ကနေဩဝါဒကိုဘယ်တော့မှနာကျင်အောင်လုပ်မှာမဟုတ်ပါဘူးဦးကအရာထွက်သွားတဲ့ကြီးတယောက်မိဖို့ကြောင့်လည်းတကုတ်ကုန်းနဲ့ထမင်းတွေချက်ပြုတ်ပြင်စင်အလုံးရှုပ်တယ်မနက်ကကြံတဲ့ဝတ်သားကိုပြုတ်ကြော်လေးလုပ်ပြီးချင်မောင်နဲ့မြစ်ကိုပစုံကြောင့်များများနဲ့ဆက်ဆက်လေးကြော်ပါတယ်ညနေဦးပြန်လာခဲ့နီးမှပဲရစာဟင်းကြိုလေးချက်လိုက်တော့မယ်ကြေးရဟင်းဘက်ကန်တွေကိုအုပ်ဆောင်အောက်မှာတင်ရင်တီတို့ရေရောနေတော့ခြံရှိကကောင်းဟိုးတီးုံကြားပြီးတော့ဘီးဖို့ကန်ပြေးထွက်ပြီးအိမ်ပေါဝါခြံရှိကိုလှမ်းကြည့်လိုက်ရဦးရဲ့အမေဟာသူ့ကားပေါ်ကနေကြေးကိုခေါင်းပြူကြည့်အောင်တွေ့ရကြောင်းကြေးကနန်ရန်ခြံတော့ဆွဲဖြုတ်ပြီးခြံရှိပြေးထွက်လာပါတယ်ခြံရှိရောက်တာနဲ့ခြံတကားတော့ကိုဖြုတ်ပြီးတော့တကားကိုဖွင့်ပြီးအန်တီယာကောက်ကိုခြံထဲမောင်းဝင်သွားတယ်။အဲ့ခါကြေးလေးတကားကိုပြန်ပေးပြီးတော့အိမ်ဘက်ပြန်လျှောက်ခဲ့ပါတယ်။ကြေးအိမ်ထဲရောက်တော့အန်တီယာအေကန်ထဲရောက်ပါပြီ။ကြေးကအန်တီနဲ့အရင်ကစကားသေးချာမပြောဘူးတော့မို့အခုအန်တီနဲ့ဘယ်လိုပြောဆိုဆက်ဆံရမလဲဆိုတော့မသိပါဘူး။အဲဒါကြောင့်အန်တီနဲ့မလန်းမကန်းမှရက်နေတော့အန်တီကထိုင်လေးဘာလို့မဝင်မရဲဖြစ်နေတာဒါမင်းမဟုတ်ဘူးလား။အဲ့လိုဆိုမှကြေးလည်းအန်တီနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်တယ်။အန်တီဘာတောက်မလဲ။နေပါစေဘာမှမတောက်တော့ဒေါ်တင်စာနဲ့သူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေမိမ့်မငယ်လေးကိုစုံကြည့်ဆန်းကြည့်ကြည့်ပြီးဒီကောင်မလေးကဘလို့ပဲကြည့်ကြည့်ပြားတက်ကတဲ့အပုံဝင်းတာတယ်ပြားတက်ကလို့ကလတ်တက်မဟုတ်ပါပဲသူ့ဘာသာအေးဆေးနေတတ်တဲ့သူပြားတက်ကလို့မျိုးစကားကိုအထေကိုမဲစွာပြောတတ်ခြင်းနဲ့ဆက်ဆက်လူးခါတဲ့ပုံစံမျိုးဒီကလေးစီမှာတခုမှမရှိပါဘူးဒါကိုသားပြားတက်ကမှာပြားတက်ကဖြစ်ပြီးဒီကလေးကိုကွာရှင်းပါတဲ့မင်းနဲ့သားရဲ့အကြောင်းတွေအန်တီသိထားတယ်ဒါမင်းမပြန်လာမင်းကိုကွာရှင်းမယ်လို့ပြောထားရဲဆိုဟုတ်ပါတယ်အန်တီမင်းကညံ့လိုက်တာရှင်အန်တီစကားကိုကြည်ရနားမလဲစွာနဲ့အန်တီကိုတေးချကြည့်ရအန်တီဘာလို့ဆိုးလွားလဲဆိုတာကိုကြည်မမေးခဲ့ပါကြည်ဘက်ကမမေးလဲအန်တီကရှင်းပြလာမှသိနေအောင်မို့မင်းလိုပြုံမြင်းနူးငယ်တဲ့မိန်းကလေးကအန်တီသားလိုတက်ကြကိုတယောက်ကိုတော့မမြူဆွဲနိုင်ဘူးလားမင်းက18နှစ်သူက33နှစ်လေကြေးဟာကိုယ့်လက်လေးနှစ်ဖက်ကိုပြန်လဲစုပ်ကင်ပြီးခေါင်းငုံညီတတ်တယ်မယိုးသားအနေနဲ့တော့ကြေးဘက်ကဥရဲ့စိတ်ကိုမလို့ချင်ပါဘူးအန်တီတို့ကဘယ်စာတိလဲဆိုတာမင်းသိလားသိပါတယ်အန်တီတို့ကမန်းလေးစာတီလို့ဖေဖေပြောဖို့ပါတယ်ဘာလို့အဲ့ရနေပြောင်းလာလဲရောမင်းသိလားမသိပါဘူးအန်တီထားပါမင်းကိုအဲ့ဒါတွေမပြောပြတော့မင်းကငါချွေးမဆိုမယ်တစိမ့်မဲ့လေယောက်ျားတော်တော်များများအချွဲနဲ့ပြုစုသိကြိုက်တာသူတို့မိကိုအားကိုအဟုတ်မှတ်ကြတာဒါအန်တီလက်တွေနော်ရှင်ကျေအန်တီရဲ့စကားဘလို့နားလဲပြီးဘလို့ဒိတ်ပဲဖော်ရမလဲမသိပါဘူးအန်တီကသူ့ခင်မပေါ်မှာချွဲနဲ့အားကိုကဲလို့လားဒါမှမဟုတ်အန်တီပုပ်ပွင့်လင်းလင်းပြောရရင်မင်းဘွားစကြောင်တော့သဘောမကျဒီစကားတော့ကြေးစင်းစားကြမလို့ပဲသဘောပေါက်တယ်ကြေးကအငယ်နောက်ရဲ့သမီးမို့ဒါပေမဲ့မင်းပုံဆောင်တော့အန်တီသဘောကျပါတယ်မင်းကပြားသက်ခါတဲ့အများကြီးတာတယ်သူ့စီမှာရှိတဲ့ဘဲချက်ကိုမှအန်တီမကြိုက်ဘူးဒါကသူမသူဖြစ်နေလို့သာအန်တီကဒီတိုင်းကြည့်နေကြတာတောက်လည်းမင်းနဲ့မကွဲစီခြင်းထိုစကားကြေးကိုအနေနဲ့များအင်အားဖြစ်เสียအမှန်ကြေးဖြစ်နေလို့ဆိုရဲတီးတန်းအနေထားနဲ့ကြေးကိုသဘောကျခံရသူမတွေရှားပါတယ်ကျေးဇူးတင်ပါတယ်အန်တီကြေးကိုသဘောကျပေးလို့ပါအခက်အခဲတစ်ခုဖြစ်လာရင်ပြောလေဟုတ်ပြီလားဟုတ်ကဲ့ပါအန်တီဒေါ်တင်စာနယ်ခေါင်းသာဆက်ပြပြီးတော့ပြန်ပြီးလို့ဆိုပြီးနေရာထားထွက်စေအန်တီခဏ
ကြေးနေအားထားရပြီးလှန်ထားလိုက်တော့အန်ဒီယာသူမဘက်ကိုပြန်လှည့်ဘာလဲဟို Iris ဆိုတဲ့အမျိုးသမီးကိုအန်တီသိလာရင်သိရလေဒါတို့ကုမ္ပဏီကဒုတိယရှယ်အများဆုံးသူရဲ့သမီးပဲမင်းကသူ့ကိုသိပြီးပြီလားအိမ်ကိုတစ်ခေါက်လာဘူးလို့ပါ။အော် तू ကအရင်တည်းကသားနဲ့အတူတူအိမ်ကိုလိုက်လာနေကြ။ तू နဲ့ပတ်သက်ပြီးတော့စိတ်ပူမနေပါနဲ့။မဟုတ်ရင်မင်းတို့ညီအမသားဘဝတွေရောက်လာပါမလား။အန်တီပြောတာသဘောပေါက်တယ်နော်။ဟုတ်အန်တီသဘောပေါက်ပါတယ်။အန်တီအိမ်ထဲကိုထွက်သွားပြီဆိုမှကြေးလဲဆိုဖာမှာအသာပြန်ဝင်ထိုင်နေ။ငါဥကိုမြှူဆွဲရမယ်ဘလို့မျိုးလဲ။ငါမှမလုပ်တတ်တာ။ကြေးကလက်မထိတ်လို့ကိုင်နေတယောက်တည်းအတွေးတွေရောက်ရက်ခက်ရတယ်။အကယ်၍ဥဟာသူမဘက်ပါမလားပဲပို့ပြီးအထင်သေးသွားရော။ကြေးမှန်ထဲမှာမြင်နေရကိုကိုပြန်ကြည့်ပြီးလေဘူးတစ်ချက်မှုတ်ထုတ်ပါတယ်။ပေါင်တဝက်ပင်မရှိရဲ့အနီအောင်ကျိုးတလုံးကောင်းဝင်လေးဝစ်ပြီးမျက်နှာပါမိတ်ကအနေငယ်ပြင်ထားတဲ့သူမပုံစံဟာဦးရဲ့အမြင်မှာထူးဆန်းနေလိမ့်မလားပါမဖြစ်ဘူးထင်တယ်ကြေကောင်းလေးကိုလည်းညိုနဲ့ကုံရင်မှန်ရှိရထွက်ပြီးဂရေမှာဝင်ထိုင်နေအင်ကြီးလဲလိုက်ရမလားခါတိုင်းလဲဘောင်းမီတို့ဝစ်တာပဲဒါပေမဲ့အခုကကောင်းဝင်တို့ကြီးတော်ပြီမသိဘူးလှတယ်မလဲတော့ဘူးကြေကိုဘာတာကိုမေးလိုက်ဖြေလိုက်လို့တုံးချန်တကားဖွင့်တန်ကြပြီးဗရင်းမောက်စီအပြေးလာကြီးကဦးကချန်တကားအတွင်းလက်ရှို့ပြီးတော့သူ့ဘာတာချန်တကားဖွင့်ပြီးကြေးမှန်ရှိပြန်ပြီးကိုတေချာပြန်ပြင်ဆင်ခဲ့အိုင်နောက်တော့အခန်းထဲကအလင်းမြန်ပြေးထွက်ခဲ့ပါတယ်မန်အကောက်အိမ်ရှိစင်ဝင်အောင်ရက်ပြီးလူဟာကားပေါ်ကဆင်းလာတော့သူရှာရေးတစ်ခုကြောက်သူကကြပြကြကောင်းမော့ကြီးအနီအောင်ကောင်းဝေတိုလေးနဲ့ကျင်းခဲ့တန်တာသူ့စီကိုအပြေးရောက်ပြီးသူ့ကြောင့်အဟန်လေးကြည့်နေတော့မှသူမအိမ်ရှိကချင်းနေဝင်းနဲ့ခလုတ်တိုက်ပြီးသူ့စီအရှိန်နဲ့ပြစ်ကြပါတော့တယ်သူလည်းလျက်တပြက်မို့သူမခါလေးကိုလက်အစုံနဲ့လမ်းပွေးလိုက်ပေမဲ့သူ့ကြောပြအနောက်ကကားမှာသွားကပ်ပြီးတော့ကျင်းခဲ့တန်တာရဲ့ကိုလုံးလေးကသူ့စီမှာလာကပ်တယ်ညောင်သားအခုလိုနီးကပ်သွားတဲ့အချိန်မက်နှလုံးသားတိတိတသာခုန်လှုပ်ပါတယ်။သူ့ခါကိုဖတ်ပြီးသူ့မျက်နှာကိုမောကြည့်နေတဲ့သူမမျက်နှာမိတ်ကပ်ပါပါနဲ့ဖူးညွတ်ပြီးသူမမျက်ဝန်းတွေကပကတိကြီးလေးရှုံးလိတယ်။သူမမျက်နှာကခရူတိုက်ပတ်သွားတဲ့မျက်နှာကြေဦးနဲ့အချိန်တော်ကြာအကြည့်ချင်းဆုံပြရတဲ့လူဟာရှက်ကိုးရှက်ကန်းမလုံးမလဲနဲ့ဦးစီယာခွာပြီးလူဟာခက်ဝေးဝေးမှသွားရက်ပါတယ်။မင်းဘာလို့အလှပြင်ထားရှင်ဟိုခုနမှအပြန်လာလို့ပါ။ကြေးပတ်စတဲ့ရှိရဖြစ်တော့ဘဲမှမတော်ဘူးလို့ဖြစ်လိုက်ရင်သူကဘာကြောင့်အခုလိုပြင်ထားလဲလို့ဦးကမေးခွန်းထုတ်တော့မှာမေးခွန်းမထုတ်ရင်တော့သူ့စိတ်ထဲမှာဒူးဆန်းဖြစ်နေမှာအသေးအချာပါဦးကခက်နှုံနှုံမဟုတ်တော့ကြေးကသူ့အတွက်အလှပြင်ထားတယ်လို့တော့တွေးချင်တွေးနေမှာအဲ့ဒါဆိုလဲအဝိစားလဲလေမင်းနောက်ကပြင်သွားရင်ဒီလောက်တူတာမဝင့်နဲ့လေဟုတ်ကြေးစီကခွန်တုံးပြန်စကားကြနဲ့အိမ်ထဲကိုဝင်သွားတဲ့ဦးရဲ့ကြောပြုံကြေးရှမ်းရွံ့စွာလိုက်ကြည့်မိရဲ့ကိုเจ้าကိုပဲသိပြီးကိုဘာသာကိုရှက်နေရတဲ့အဖြစ်ပါဦးရဲ့စကားကြောင့်ကျဲအဝေးစားလဲပြီးအောက်ထက်ကိုပြန်ဆင်းပြီးဘဟင်းကြိုလေးကိုပြန်နှူးပြီးထမင်းပွဲအရန်သေးပြင်ထားတယ်ခဏကြာတော့ဦးကထမင်းစပွဲစီရောက်ရကျဲဦးအတွက်ထမင်းခုခတ်ပေးပြီးသူမစပွဲမှာဝင်ထိုင်ပါတယ်ဦးကျဲရဲ့ဟင်းချက်လက်ရအောင်မြည်ကြည့်ကျဲကဟင်းချက်တဲ့နေရာမှာတော့လက်စိတ်ရှိရဲ့လို့အရာအတော်ကြီးကပြောဘူးတယ်ဟုတ်ပါပြီခဏလေးအပေါ်သွားကျင်လာလို့ဟုတ်ဦးစပွဲရထသွားပြီးမှကြာစပွဲပေါ်မှာတင်ထားခဲ့ဦးလေးဖုန်းလေးရထမိပြီးကြေးယူကြည့်တော့ဖုန်းစကရင်ပေါ်မှာပေါ်နေတာက Iris တဲ့ကြေးလဲဖုန်းကင်သေးမကင်သေးစဉ်းစားပြီးဖုန်းကင်ရင်ဆုံးဖြတ်တယ်ဟယ်လိုအော်ကြေးငှက်တန်သားလားဟုတ်ပါတယ်မန်ရောသူနဲ့ပြောကြရှိလို့ဦးကတက်စင်ငန်းခဏသွားပါတယ်အော်ဟုတ်လားဟုတ်ပါပြီအဲ့ဒါဆိုလေဒိုးနောက်မှပဲပြန်ဆက်တော့မယ်ဟုတ်ကဲ့ပါဒါနဲ့မင်းစကားပြောကောင်းလာရဲ့နော်ပြောပြီးတော့ Iris ရဲ့အမချက်ချင်းဖုန်းချသွားတယ်။ JH စကားပေါ်ကြည်နူးမလို့ပြင်တော့ဘာရမဟုတ်ပါပဲ။ဦးရဲ့ဖုန်းဖွင့်ကြည့်တော့လောမချတဲ့ဦးရဲ့စကရင်ပေါ်မှာပေါ်လာတာ message ပေါ့။မင်းဖက်မှလည်းတက်ကကိုမင်းကိုမျှော်နေတယ်။စာရီတွေ့ရင်အကြောင်းပြန်မအောင်။မင်းကိုမိပါတွေစိတ်ပူနေ။ကိုလည်းတူတူပဲ။ဦးကမမကို message တွေတောက်လျှောက်ပို့ထားအောင်ကြည့်ပြီးတော့ကြေးရင်ထဲမှာအောက်သက်ဖြစ်တော့သူမလက်ထဲကဖုန်းဆွဲယူခံရတယ်။မင်းဒါပါလို့တာသူ့ဖုန်းကိုကြည့်ပြီးကြေးကိုမေးခွန်းထုတ်လာတဲ့ဦးကိုကြေးခက်လေးလေးတွေးပြီးတော့မောကြည့်ပြီးထိုင်အားထရက်ပါတယ်ကြေးတမင်ယူကြည့်ရမဟုတ်ပါဘူးမအိုင်ရီယာဖုန်းဆက်လို့ဒီတိုင်းဖွင့်ကြည့်မိတာဦးဟာမမကိုကိုတီဆက်သွယ်နေတော့လားအဲ့ဒါမင်းနဲ့မဆိုင်ဘူးထင်တယ်ငါမင်းကိုပြောပြီးသားလေငါတကောက်ပဲချစ်တာလို့ငါချစ်တဲ့သူကိုဆက်သွယ်တာမင်းနဲ့ဘာမှမဆိုင်မင်းနဲ့ငါနဲ့ကအမိခံလင်မယားပဲကြေးငှက်တန်တာဦးရဲ့စကားတွေကကြေးဘာမှမချေပါနိုင်မယ်ငိုကြေးစိတ်ကိုမနေထင်းရသူမလေကြောင်တွေကတင်းကျပ်ပိတ်ဆို့လာတဲ့အတိုင်းကြေးရဲ့မျက်ရည်တွေဦးကိုပေးမတွေးချင်ခဲ့ပါဘူးငါမင်းကိုအရေးကြီးကိုဆက်ဆက်နေတဲ့ပုံမှာမင်းကိုအထင်မြင်မလွဲစေချင်တယ်လို့ဘာမှလည်းမမျှော်လင့်စေချင်ဘူးငါမင်းကို queue ဆိုင်ပေးနေရဆိုတာမင်းဖေတောင်းဆိုချက်ကြောင့်ရောမင်းကတကားညမဖြစ်နေရကြောင်းမို့လို့ပဲအဲ့ပေါ်မှာမင်းဘက်ကတကယ်လည်းကောက်ချက်မချပါနဲ့ဘာပဲဖြစ်ဖြစ်တကားပြန်ရောက်လာရင်မင်းနဲ့ကွာရှင်းမယ်ဆိုတဲ့ဆုံးဖြတ်ချက်ငါမပြည့်ဘူး
ကြေးရရှုံးနေသွားတယ်ကြေးရဲ့မျက်ရည်တွေကြေးလုံးဝမထိန်ချုံနိုင်ခဲ့ဘူးမန်ကလည်းအခွင့်အရေးရတော့သူမဘက်ကဘာမှမတွေးမိအောင်စကားအပြည့်ပြောလိုက်တယ်သူဘက်ကကြေးငတ်တန်တာမချစ်လာနိုင်ဘူးလို့သူဘက်ကအပြည့်ဝယုံကြည်ထားမှုသူမဘက်ကဘာမှမျှော်လင့်မမိစေဘူးဒါပေမဲ့ကိုလန်ကိုရှောက်ကြတဲ့အခါသူမဘက်ကဘာမှခံစားမှာမဟုတ်ပါဘူးကြေးဘက်ကစီးကြော်သွားမိတဲ့အတွက်တောင်းပန်ပါရဲ့ဦးပြောပြရနဲ့ကြေးထိုးနေအောင်ထွက်ပြေးခဲ့ကြေးရဲ့နှလုံးသားဦးရဲ့စကားတွေအောက်နှလည်းမထူနိုင်တော့ပါဘူးမန်လဲစပွဲပေါ်ကအရာမယိုသေးရဲ့ကြေးရဲ့ထမင်းဘက်ကကိုကြည့်ပြီးအတော်လေးစိတ်မကောင်းပါဘူးသူကထမင်းလေးအောင်ပြီးအောင်စားမသွားရှောင်သူ့စကားတွေကလွန်နေဆိုပေမဲ့တစ်ချိန်ချိန်မှာသူမအတွက်ခံစားရတတ်တာစီမှာပါဘယ်သူမှမသိနိုင်တဲ့တနေရာမှာတော့တကာနဲ့ဩဝါဒလက်ထပ်ပြီးဘုံကြီးเจ้าမှစွန်ကဲရုံပဲမို့ဘာမှအလုံးမရှုံလိုက်သလိုဘာနောက်ချက်မှလည်းမရှိပါပဲသူတို့ကအကျဉ်းလင်းများဖြစ်သွားတယ်တကာပင်ပန်းနေပြီလားသူတို့ပွဲပြီးလို့အိမ်ကိုပြောင်းချေကို့ခန်းကိုအတီးတီးပြန်တော့ဩဝါဒအခန်းရောက်တာနဲ့တကားကိုလေးကိုဖတ်တွေ့မိပါတယ်မပေမန်းပါဘူးအေးဆေးပါဟုတ်ပါပြီကိုကလေမင်းကိုအရန်ချစ်တာသိလားမိမအဲ့ဒါကြောင့်မင်းကိုနည်းနည်းလေးမှမထိခိုက်စေချင်ဘူးတခုခုတစုံတရာဖြစ်လာလေကိုပဲအထိခိုက်ခံချင်တာမရပါဘူးနော်ကျမတို့ကလင်းများဖြစ်နေပြီလေတခုဆိုမျှဝေခံစားရမှာပေါ့လို့ယောက်ျားကြီးပဲရင်မဆိုင်ရပါဘူးကျမလည်းယောက်ျားနဲ့တူရင်ဆိုင်ပေးမယ်ထိုစကားအမြဲတမ်းမပြောင်းလဲပဲတည်ရှိသွားမယ်ဆိုရင်သူအရန်ကိုနေပြောသေးပြောပါပြီအကူကတကဘယ်တော့တတိပြန်ရလာမလဲသူ့ရောမေးသွားနိုင်မလားဆိုပြီးတွေးပူနေရတဲ့အဖြစ်ကျေးဇူးတင်ပါတယ်ကိုချစ်စနီးလေးအဲ့စကားကိုလည်းမမေ့ပါနဲ့လို့ကိုပြောပြစီမမေ့ပါဘူးဘယ်တော့မှမမေ့ဘူးအရန်ချစ်တယ်သိလားယောက်ျားကိုချစ်တာလွယ်ဘာမှမသိတော့ပြောပုံလေးကချစ်ဖို့ကောင်းတာဘလို့လေးမှန်အောင်မသိအဲ့ဟာယောက်ျားကိုချစ်မိသွားလို့ပေါ့ယောက်ျားရဲ့သူ့ရင်ခွင်ထဲကသူ့ကိုအမျိုးစုံချွေနေပါတယ်တကောက်ဩဝါဒတာအသေးရပြီးသူမကိုလေးကိုအဲ့ဟာထဲပြစ်တင်တယ်အဲ့နောက်တော့ညတီမဆောင်ကြစုံနဲ့ဆိုပြီးသူမကိုလေးကအုံမိုးလိုက်တယ်ကြေးညတညလုံးနေပါငိုပြီးမိုးလေးကန်နေမှာအိပ်ပျော်သွားတာမို့နေ့လယ်7 နာရီကျော်မှအဲ့ဟာနိုးပါတယ်သူမအဲ့ဟာနိုးတာနဲ့လူသေးတယောက်လိုဖြစ်သွားဖို့မျှော်လင့်ခဲ့ပေမဲ့ထင်သလိုမဟုတ်ခဲ့ပဲနှလုံးသားညအတိုင်းနာကျင်ရတော့မှကြေးညတော့ပဲတေချာသိလိုက်တာသူမဘက်ကဦးကိုချစ်မိသွားတယ်ဆိုတော့အပိုဆောင်နေနဲ့ဦးကသူမကိုတက်တက်လုံးချစ်မလာနိုင်တော့ဘူးဆိုတာသိခဲ့ရပြီတကြားမရဝင်ပြီးစစ်ဆက်ပေးနေတာဦးနဲ့သူမမနီးဆက်နိုင်တော့ပါဘူးအဲအားကြောင့်သူမရဲ့မူလအစီအစဉ်ကိုအကောင့်ထဲဖော်တော့မှမို့ကြေးအလုံးရှာဖို့ဆုံးဖြတ်တယ်ကြေးမဝင်ငွေရှိမှဖြစ်ပါမယ်အတွေးနဲ့တူကြေးသူမဖုန်းဖွင့်ပြီးမိုးခောက်ဖုန်းဆက်ပြီးသူမတန်လာစီခဲ့နှွေးထွေးပါခေါ်ချင်ပေမဲ့ဒီအချိန်ဆိုသူမအเจ้าမှာပဲရှိအောင်မှမိုးခောက်ခေါ်လိုက်တာပါသူ့ကိုဖုန်းခေါ်တော့အလုပ်ကိစ္စရဲ့လို့ပြောထားသည်ဖြစ်ရာသူမနဲ့လူကြီးတွေ့ရမယ်မိုးခနေပြောရဲ့အလုပ်ကိစ္စဆိုတာဖားလေအဲ့လိုမျိုးငါအလုပ်လုပ်ချင်လို့သူမအရင်တည်းကထိုကိစ္စကိုပြောဘူးတာမိုးခအနေနဲ့ထူးတွေ့မအံ့ဩပါဘူးလောလောဆယ်မှာသူရဲ့အာယုံကကြေးရဲ့မျက်နှာစီရောက်နေကြေးနေငိုထလားနေငိုထငါသိပါတယ်နေပါလို့ငိုထလေဘာလဲနေဟုတ်လို့အနိုင်ကျစ်လို့လားဟင်သူငါ့ကိုဘာမှမလုပ်ပါဘူးဒါဆိုဘာဖြစ်ထားလဲလို့ငါဘာမှဖြစ်ပါဘူးနေမသိလဲရပါတယ်ကြေးကအဆုံးထိဘူးခန့်နေသူ့အနေနဲ့ဘာမှမမေးတာတော့ပါဘူးကြေးတစ်ခုကိုနာနာကြည်ကြည်ခံစားနေရတယ်ဆိုတာသူသိရဲ့ဒါပေမဲ့အဲ့ဒီခုကဘာလဲဆိုတော့သူမသိပါဘူးထားပါတော့နေကဘလို့အလုံးလုံးချင်တာကောင်းကောင်းမွန်မွန်ဆိုရပါပြီမူဂျိုဆ iam မလုပ်မလားမူဂျိုဆ iam မသူကအိမ်နဲ့တွဲဖွင့်လာတာဟာအเจ้าလိုမျိုးအခြေတကြတော့မဟုတ်ဘူးဒီတိုင်းအိမ်မှာနေတယောက်စားနှစ်ယောက်စားစပြီးတင်မေးရကလေးက15လောက်ထိရောက်လာကလေးရငယ်တော့သူထင်းရနည်းနည်းခက်လာလို့တဲ့ငါတငယ်ကြီးရဲ့မကြီးလေကြေးအရီနောက်တာရီရိုပြီးတခုခုတွင်းနေရတဲ့ကောင်လေးအသာညစ်ပြီးလုံမယ်ဆိုပြီးလက်ခံလိုက်တယ်အကူကတော့ကြေးဘက်ကဘလို့အလုပ်မျိုးလောက်ရကောင်းကောင်းမွန်မွန်ဖြစ်နေလောက်ရမှာကြေးမအားကိုးစရာကြေးကိုယ်တိုင်ပဲရှိတော့တယ်မိုးခရဲ့ကျေးဇူးနဲ့ကြေးသူပြောရမှုကြိုဆရာမလုံးလုပ်ခဲ့ရပါတယ်အစားတော့ဒီကိစ္စဦးကိုပြောမလို့လုပ်ပေမဲ့သူနဲ့ကိုကဘာမှမဆိုင်ဘူးဆိုတဲ့တွေ့ရကြေးကိုနှောက်ယှက်ခဲ့အောင်မို့ကြေးမပြောပြခဲ့ဘူးကဲခလေးတီချယ်လက်လာလေးကိုနှုတ်ဆက်လိုက်ကြပါဦးမူဂျိုဟာဆရာမဖြစ်သူမယူမောကဆိုလာတဲ့အခါကလေးတွေကတော့ Good morning teacher ဆိုပြီးမညီမညာနှုတ်ဆက်တယ်ကလေးတွေ teacher အသက်ရဲ့နာမည်က teacher ကြေးငှက်တန်သားတဲ့အမှတ်ထားကြနော်ဟုတ်ကဲ့ပါ teacher မယူမောကကြေးရဲ့လက်မောင်လေးအသားကိုင်းပြီးခလေးနဲ့တယောက်ချင်းမိတ်ဆက်ပေးမယ်နော်လို့ဆိုပြီးခလေးနဲ့တယောက်ချင်းမိတ်ဆက်ပေးလာခဲ့ဒီအလောက်ကတလောက်3သိန်းဆိုတော့ငွေကိုအသေးတန်ရှာခြင်းရဲ့ကြေးအတွက်နည်းနည်းနေသေးတယ်လို့ခံစားရအဲအားကြောင့်သူမတခြားလုံးတစ်ခုကိုထက်ရှာရအောင်မယ်မူဂျိုက3နာရီဆိုပိတ်ပြီးမို့ကြံတဲ့ချိန်လေးမှာတခြားတစ်ခုလုံးလို့ရနိုင်တယ်ကြေးရသူနဲ့အစင်မပြေတော့ပေမဲ့သူ့အတွက်မနှက်စာနဲ့ညစာအမြဲပြင်ဆင်ပေးရမို့မက်အနေနဲ့ကြေးနေရမလို့ပါ
ဒါပေမဲ့ကြီးကသူနဲ့ညားကစားလို့တစိမ့်အတွက်စေတနာတရားမရှိဘူးဆိုတာမျိုးမရှိတော့ပဲစေတနာပါပါချက်ပြုတ်ပြင်ဆင်ပြီးတော့လေသူနဲ့ထမင်းလက်ဆောင်တော့တခါမှမစားတော့ပါအခုလိုအခြေအနေကြီးကိုမန်းစိတ်ထဲမှာအောက်တက်တက်ကြီးပါအဲအားကြောင့်သူ့လက်ထဲကဇုံးကိုချပြီးထမင်းစားကန်နေရထွက်လာစီအဲကဲနေရတန်စီတက်တက်ကြပြီးတော့သူအဲကဲနဲ့ဝင်ခဲ့ကြီးကဖုန်းထဲကိုကြည့်လိုက်လက်ကလည်းစပွဲပေါ်မှာရှိတဲ့ A4 စာရွက်ပေါ်တစ်ခုခုဆွဲချလိုက်နဲ့သူအနီးကပ်သွားကြည့်လိုက်တော့သူမ YouTube ကနေပြီးခလေးတွေအလွယ်ပုံဆွဲနည်းတွေကိုကြည့်ပြီးသူမကိုယ်တိုင်စာရွက်ပေါ်မှာချဆွဲနေရပါမင်းဘာလုပ်နေကျေဦးရဲ့တောင်ကြားပေမဲ့သူ့ကိုမောင်းမကြည့်မိတယ်လို့လက်ကလည်းပုံသာဆက်ဆွဲမင်းနေရလေဦးလုံးလာမှမမြင်ရလို့လားကျေးပုံဆွဲလေးကြည့်နေရလေကျေးရဲ့ကလေးကိုပြတ်တင်ပေးမလို့ခလေးဘယ်ကခလေးလဲကျေးလုံနေမှုကျော်ကဘာသူအတာခက်ဟိန်းထွက်ပြီးမကြကျေးရဲ့လက်ထက်ကခဲရဲ့နယ်ဖုန်းကိုဆွဲယူပြီးတော့သူမကိုလေးကကျမ်းမြင့်ပေါ်ဆွဲထူလိုက်တယ်အဲ့နောက်ဦးကသူမလက်မောင်းတစ်ဖက်ကိုစုပ်ကိုင်ပြီးမင်းအလုံးလုံးနေရလားငါဘာလို့မသိရမျက်မှောင်အစုပ်ကျုပ်ကမရောဒါကြီးရဲ့ကိုကြီးကိုတာပါဦးလုံးလာမှမဖြစ်မနေသိဖို့မလို့ပါဘူးဘာသူဟန်ဆောင်နိုင်လောက်ဒေါသထွက်ပြီးတော့သူမလက်မောင်းတစ်ဖက်ကိုဖိညစ်ပြီးသူမကိုဆိုပါဖို့စောင့်တုံးလိုက်တယ်ကျင်းငက်တန်တာမင်းကဒီလိုလားငါ့ကိုဂယူးဆိုင်စာမလို့ဘူးဆိုတဲ့သဘောပေါ့ကျေဦးကိုဘာမှပြန်မပြောပဲသူ့ဆရာအသာကြည့်လွဲဟုတ်ပြီလေမင်းဘာလုံးမပြောနဲ့မင်းဒုက္ခရောက်လည်းမပြောနဲ့ကို့ဘာသာကြိတ်ခံကျေးလေကိုဘွားကိုတိပြီးသားပါအဲအားကြောင့်ဘသူ့ကိုမှမျက်ရည်ခံထိုးဖို့စိတ်ကူးမရှိပါဘူးကျေးတည်သွားမယ်ဆိုရင်တော့လူမသိသူမလေးတိတ်တိတ်လေးတည်သွားမှာမင်းမှန်သူမလည်းညိုးတာထိုးမိပေမဲ့ပြောမယ့်စကားကိုရှာလုံးမတွေးခဲ့ပါဘူးသူမနဲ့ပတ်သက်ပြီးသူဘာမှမသိရတာကိုသူ့အနေနဲ့စိတ်တူစရာဘာအကြောင်းရှိလဲသူမရှိရဒေါသကြီးလဲထွက်သွားတဲ့ဦးကိုလိုက်ကြည့်ပြီးကျေးရဲ့မျက်ဝန်းရမျက်ရည်တွေကပါပြင်းပေါ်တလိပ်ကြီးစီးလိုက်ကျေးပါပဲလှုပ်လှုပ်အားလုံးရဲ့မြင်မှာပြည့်တည်စရာဖြစ်တယ်ဘာလို့ကျေးကိုပဲအပြည့်တင်ရတာလဲကျေးအတွင်းနဲ့တူပိုဝမ်းနေရပြီးရှိုက်ကြီးတင်ငင်ငိုရကျေး9မိနစ်လောက်အဆက်မပြတ်ငိုအပ်ပြီးတော့မျက်ရည်တွေကိုဖိတုပ်ပြီးကျမ်းမြင့်မှာပြန်ဆင်းထိုင်ပြီးပုံဆွဲလေးချင်းမို့ဆက်ပြီးအာယုံစိုက်ပါတယ်သူမဘွားငိုနေလို့မပြီးပါဘူးငိုနေမဲ့စားသူမရဲ့နောက်ရည်တွေကျိုးပြင်ဆင်ထားပိုကောင်းပါတယ်အပေါ်ထဲမှာရှိနေမှန်အခန်းထဲမှာဟိုလျှောက်တီရှောင်းနဲ့သူ့တော်တော်မနေချိုးနေရဘာဦးလုံးလာမှန်ဟုတ်လားသူ့ကိုရီကိုတော့ငါတိဖို့မလို့ဘူးပေါ့အေးရတယ်ဒုက္ခရောက်မှအဖေကဲပါအမေကဲပါမလှုပ်နဲ့အကြိုက်ဒီတိုင်းလက်ပိုက်ကြည့်နေမယ်သူစိတ်ဆိုးစာရုံရဲ့ဂရင်မှာဝင်ထိုင်လိုက်ပါတယ်တကယ်ဆိုရင်သူ့အနေနဲ့ဘာမှအခုလိုစိတ်ဆင်းရဲနေကြမရှိပါဘူးဒါပေမဲ့သူစိတ်ဆိုးနေတော့မှတကာရှင့်ကိုမချစ်ဘူးရတယ်ကိုပဲချစ်မယ်ဩဝါဒအတန်မဟုတ်တဲ့အတန်တန်ကြောင့်တကာမျက်လုံးကိုဖျက်ခနဲ့ဝင်ကြည့်ဩရာသူမကိုဘေးတဲဆောင်နေတာနဲ့ပြုံးပြုံးကြည့်နေရတဲ့အကြည့်ချင်းလာဆုံးတယ်နိုးပြီလားမိမရှင်နိုးနေရကြပြီလားကိုမိမအလားလေးကိုကြည့်နေရတဲ့အချိန်ဘယ်လောက်ကြာသွားလဲတော့မသိလိုက်ပါဘူးအပူရီကပြောတော့မယ်တကယ်ပြောတာပါကဲအဲ့ရထားတော့ကိုပိုက်စားနေပြီတကာကောင်းချင်းလိုက်တာနဲ့ဩဝါဒသူမအဲ့ဟာဆွဲထုပေးရတကာဒုက္ခတိုင်ဖက်ပြီးပေါ့အနံပေးလာခဲ့ကိုမျက်နှာမသိရသေးအောင်အဲ့တော့မယွန်းဘူးလားကိုယောက်ျားကိုယွန်းစရာလားလို့အဲ့လိုလုပ်နေမင်းကိုမနှက်စာအဖြစ်စားမိတော့မှာပဲသူအဲ့လိုပြောတော့တကာသူ့လည်းပဲကိုတိုင်ဖက်ပြီးပိုတောင်ကြိုက်သေးရဲ့လားအဲ့လိုဆိုရင်သူ့ကိုဖက်လဲအဲ့ရထဲလဲချလိုက်ပါတော့တယ်ကျေဟာသူမမျက်နှာနဲ့ပါပါလိမ့်ချပြရနဲ့အတင်းထုတ်ထားတဲ့ကျိုးတလုံးကောင်ဝင်ပြူအရှည်လေးကိုဝေပြီးအပေါ်ကနေတီရှပ်ပြာလေးကိုထုတ်ဝေပြီးအပေါ်ကျဲသီး3လုံးလောက်ကိုတက်ပြီးတော့ကြံနေတဲ့အောက်ပြားစာလေးကိုခါမှထုံးချပါတယ်။ဇပီကိုလည်းခက်မြင့်မြင့်လေးစုစည်းပြီးကိုတေချာပြန်ပြုတ်ပြင်ပြရနဲ့ဂရင်မောဘေးလွယ်လေးကိုကောက်လွယ်ပြီးအောက်ထက်ကိုဆင်းလာခဲ့။ကျေဟာအောက်ထက်ကိုရောက်တော့ထမင်းစပွဲမှာအနေသာရောတောက်တဲ့ကော်ဖီကွက်နဲ့တခုမှရောပုံမပေါ်တဲ့ကိတ်ပက်ကန်လေးကိုတွေ့ပြီးတော့ဦးရဲ့ကောင်အရှိမှမတွေ့တော့ပါဘူး။သူမတို့ကြောက်ကရစားဖြစ်ပြီးတော့သူမဘက်ကဦးတွေမနှက်စာအောင်ညစာပါမစီမံပြီးဦးတယောက်ဖြစ်တယ်လို့စားနေရရှာရထင်ပါတယ်။ကြေတက်ပြင်းတက်ချပြီးရေခဲတက်တာတွေကကြောက်နှလုံးနဲ့ပေါင်မုတ်ယူပြီးပေါင်မုတ်ကျဲဥကျော်လှုပ်ဖို့ပြင်တော့ချန်ရှီယာကောင်းတီးတန်ကြပြီးမိုးခသူမလာခေါ်နေပြီဆိုတာသိလိုက်တယ်။ကြေးထင်ထားတယ်လို့ပါပဲ။မိုးခသူမလာခေါ်ပေးရပါ။မနေ့စာစားခဲ့ပြီလားမိုးခကြည်ဟာသူ့ကိုအိမ်ထဲခေါ်ပြီးတော့ထမင်းစားကန်းထဲဝင်လာရနေမီးလိုက်ခြင်းမှာမစားခဲ့ရသေးဘူးအဲ့ဒါဆိုငါနေ့တွေပေါင်မိုးကြောက်ကြော်ပို့ကြော်လိုက်မယ်โอเคပါဗျာခဏထိုင်အောင်မိုးခစပွဲမှာဝင်ထိုင်ပြီးမနေ့စာပြင်မှုအလုံးရှုံးနေပါတယ်ကြီးရဲ့လှုပ်ရှားမှုတွေကြီးရင်ထဲမှာတမျိုးလေးခံစားရမသိရသူတို့ကတက်ဆိုင်သူတွေနဲ့ဒါပေမဲ့မကြခင်အဲ့လိုဖြစ်လာမှာပါဂျင်းနဲ့ဟိုလူကြီးကွာရှင်းပြီးကြေးရလူတယောက်ဖြစ်သွားရင်သူကြီးကိုချစ်ခွေပန်မယ်သူမကိုလက်ထပ်ပြီးပြောအောင်ထားမယ်ကျေးဘက်ကလက်ခံမလားလက်မခံနိုင်ဘူးသားဆိုတာမသေးကြပေမဲ့သူ့ဘက်ကစိတ်ကူနဲ့တစ်ဖက်သက်ယူခွင့်တော့ရှိပါတယ်သူအတွေးလွန်နေတော့ထောပန်းနဲ့တင်းတင်းလေးနဲ့ပေါင်မိုးကျုပ်ကျော်ပကံဟာသူရှိရောက်လာခဲ့ကဲသုံးဆောင်ပါရှင်တက်စီကပေးရပါတန်လိုက်တာတကယ်အဲ့လိုတွေးရလားငါစတာပါဟာ
ကျေးရဲ့မျက်ဆောင်လေးဟာသူ့စီဝဲကြစေမိုးခါသဘောတကျရည်ပြီးသူ့ဘက်ကန်ထဲကပေါင်မိုးကျဲကျော်လေးတစ်ခုယူစားပါတယ်ကောင်းလားရှယ်ပဲထောပတ်နဲ့တင်ပြီးအရန်လည်းမချိုပေါင်မိုးကအရန်မကျွတ်ပဲအေးလေးနဲ့ကြက်ဥသားလည်းထူတယ်ကြိုက်တယ်ထိုးစင်တော့ဧည့်သည်ရောက်နေရပဲအဲ့လိုဆိုတဲ့တန်ကြောင်ကြေးရောမိုးခါပါအတန်လာအောင်လှဲကြည့်မိရတွေးလိုက်ရသူဟာဥဖြစ်ပြီးကြေးရဲ့စိတ်ထဲစိုးရင်စီလေးကြေးအောင်သွားခဲ့ရပါတယ်ဦးဟာသူမကိုတဝင်မတိုးတော့ဘူးဆိုတာသိပေမဲ့မှန်ဟာလည်းသူ့ကိုကြည့်အောင်သာကြည့်ပြီးဘာမှပြတ်မပြောတဲ့ကြေးကိုခက်ဆူးဆူးကြည့်ရင်ဇပွဲစီကိုရှောက်လာခဲ့သူ့အိမ်မှာဖိုင်တစ်ခုကြံခဲ့လို့ပြန်လာယူချိန်တော့အိမ်ရှိမှာရက်ထားတဲ့ကားကြောင့်အိမ်ကိုကြေးရဲ့တငယ်ချင်းဆွဲကောင်လေးရောက်နေမယ်တန်းသိပါတယ်ဒါပေမဲ့သူမမဲကြည့်အောင်ဆောင်လိုက်တယ်အကယ်၍သူ့ဘက်ကမှတ်မိနေတဲ့ပုံစံပြရဲသူကကြေးကိုစိတ်ဝင်စားဖြစ်နေရဲ့လို့ကြေးရဲ့စိတ်ထဲထင်ကောင်းထင်သွားနိုင်ပါတယ်ကျွန်တော်ကဧည့်သည်မဟုတ်ဘူးသူ့ကိုပြန်ဖြစ်လာတဲ့ငနေကိုမန်အဘူးကြီးကြည့်ပြီးဒါဆိုမင်းရဘသူလဲဘယ်ရကောင်လဲကျင်းငန်းတန်တာနဲ့ဘလို့ပတ်သက်နေသူ့ကိုယ်သူမသိပဲမိကုန်းနေထုံလိုက်တယ်ပြီးတော့မှသူ့ကိုယ်သူပြန်သတိထားမိပြီးမျက်နှာပူလိုက်တာဆိုတာကျွန်တော်ဘသူဆိုတာတဲ့ခမည်းမအဲ့လိုမေးခွင်းရှိမရှိဆိုတာကိုယ့်ဘာသာမေးခွန်းထုတ်ကြည့်ပါဘာကွာဦးဟာစိတ်တူတော့ကြေးရထိုင်ရထပြီးတော်ကြပါတော့မိုးခါသွားရအောင်ငါတို့မနေ့ဆောင်လမ်းကြားမှာတဆိုင်ဆိုင်မှာဝင်စားလိုက်ကြစို့အဲ့လိုဆိုပြီးဦးအနောက်ကပတ်ပြီးတော့မိုးခါလက်ကိုဆွဲရနေရာခေါ်ထုတ်ဖို့သွားစင်တော့နေအောင်ဦးဟာသူမရှိလက်တစ်ဖက်ဆန့်တန်းလာပြီးတော့ကြေးဦးကိုမျက်လုံးအသာလေးဝင်းကြည့်ဘာလို့တာလဲမင်းသူနဲ့မသွားနဲ့ငါပဲလိုက်ဖို့မယ်ပြောလိုက်တဲ့မှန်ရောကြားလိုက်ရတဲ့ကြေးပါကြောင်တောင်ဖြစ်သွားရအမှန်မန်အဲ့လိုပြောမိရကိုပဲဆက်ကိုပိတ်ရိုက်ချင်ပါတယ်ကြေးဟာဦးရဲ့စကားကြောင့်စိတ်လှုပ်ရှားရသွားပြီမဲ့မျက်နှာကိုတစ်ချက်အမူအရာမပြောင်းခဲ့ပါဘူးဦးဟာစေတနာရှိလုံးလုံးမှမဟုတ်တာငါပြောတာပတ်ဝန်းကျင်ကမင်းကိုကဲ့ရဲ့နေမှာစိုးလို့ပတ်ဝန်းကျင်ကသူတို့ဘာသာနေတာပါဦးလုံးလာမှန်ကတာကို့ဘာသာမနေရပြီးတော့ကြေးရဲ့ကိုကြီးကိုတော်ဝေးမစွတ်ဖက်ပါနဲ့ဦးလုံးလာမယ်ကြေးဘသူနဲ့ပတ်သက်ပါစေဦးလုံးလာမယ်နဲ့မဆိုင်ဘူးမှန်သူမစကားကြောင့်လူဟာဆုံးအားရပြီးဘာမှပြန်မပြောနိုင်ခင်မှာကြေးဟာသူမရဲ့တငယ်ချင်းကောင်လေးလက်ကိုဆွဲပြီးသူရှီယာထွက်ခွာသွားပြီးသူ့အနေနဲ့လည်းသူ့ကိုကြေးပါအောင်ဆိုပြီးအန်ဟိုတင်းစိတ်ကတစ်ဖက်သက်ဒေါသထွက်နေအောင်လို့ဘာမှမတက်နိုင်ခဲ့ပါဘူးတကားတယောက်အေရှီယာကုတ်ပြစ်မှာထိုင်ပြီးအကျွေးသွားတောင်းတဲ့လင်းတော်မောင်ပြန်လာအောင်ထိုင်ဆောင်ပါတယ်သူကလည်းလိုက်မယ်ဆိုတော့ဩဝါဒသူမပင်ပန်းမှာဆိုရယ်ဆိုပြီးသူမကိုအိမ်မှာပဲနေစီခဲ့သူမကိုပင်ပန်းမှာဆိုတာချစ်ဖို့ကောင်းပေမဲ့သူနဲ့တူမလိုက်ရတော့စိတ်ကမကျေနပ်ချင်ပါဘူးအခုထိကိုပြန်မလာသေးဘူးအဲ့ခိုက်တော့မမကလည်းမမကြအကြီးကြီးယူပြီးတမိကြသေးသေးလေးငါအကြီးမို့ကြီးရစားလေအငယ်ကိုဦးစားပေးရမှာသူမတို့အေရှီယာဖြတ်သွားတဲ့ကလေးနှစ်ယောက်ကမုတ်တခုကိုလူစားနေဟန်မှာတကအဲ့ဒီကလေးနှစ်ယောက်ကိုလိုက်ကြည့်ရင်ခေါင်းထဲမှာအလင်းတိုင်းတစ်ခုဖြတ်ပြေးသွားသလိုခံစားရခေါင်းထဲကစူးကနေဖြစ်ရကြည့်နေအတွက်ချောကလက်ရော့ကြေးကိုနှစ်ခုတောင်ပေးရလားမမတစ်ခုလေနေကအငယ်လေးငါးနဲ့ဦးစားပေးရမှာပေါ့ခေါင်းထဲမှာထိုးကြိုက်သွားတဲ့ခံစားချက်နဲ့တူသူမကိုရှိပြနေတဲ့ကောင်းမလေးရဲ့မျက်နှာတကားထင်းထင်းရှားရှားမြင်ရကြေးငှက်တန်တာတကားနှုတ်ကတီတိုးရေရောနေတော့မတ်တက်ထားအနားကိုရောက်ပြီးခေါင်းကိုဖိကင်ထားတဲ့သူမကိုဘာဖြစ်နေရလဲနေမကောင်းလားဆိုပြီးလက်မောင်းကင်ကမေးလိုက်ခေါင်းကိုက်နေလို့ပါဟုတ်လားအခန်းထဲသွားနာလိုက်ပါလားငါလိုက်ဖို့မယ်လားမတ်တက်တာဆွဲခွာနာတကားမငင်းဆန်ပဲပါလာတယ်ကဲခဏအိတ်လောင်ဩဝါဒပြန်လောင်မှစေကန်းသွားလိုက်လေသူမအခန်းထဲရောက်တော့မတ်တက်ထားသူမအဲ့ဟာထဲလဲစီပြီးအခန်းထဲကပြန်ထွက်သွားတယ်။အဲ့ခါတက်ကဘီရိုဘေးဟာစင်မြင့်လေးပေါ်တင်ထားတဲ့ဩဝါဒရဲ့ဖုန်းစီအကြီးရောက်ပြီးဂရင်မောကဆင်ပြီးသူ့ဖုန်းကိုဖွင့်ကြည့်တော့သူ့ဖုန်းကလောက်မခတ်ထားကြောင့်တကားအတွက်တော်တော်လေးအဆင်ပြေသွားတယ်လို့ပြောရမယ်။ Facebook ဘက်မှာလေတကားသူ့ဖုန်းထဲက Facebook app လေးကိုရှာကြည့်တဲ့ app လေးတွေစုထားတဲ့ folder ထဲမှာသွားတွေ့။ကျင်းငှက်တန်တာသူကထိုနာမည်ကိုမြန်မာလိုရောအင်္ဂလိပ်လိုပါရိုက်ရှာပေမဲ့လုံးဝမတွေ့ပါဘူး။ Facebook မသုံးတာလားတန်တာရောတကားတန်သားဆွဲနေမယ်ရှာလည်းမတွေ့ဒါမှမဟုတ်ဘတ်တကားအတွေ့ထက်မြန်နေလက်ကဘတ်လို့ရှာကြည့်ဟာသူမအတွေ့ရပေါ်ကြီးကကောင်မလေးရဲ့ပုံနဲ့အကောင့်လေးကထိတ်ဆုံးပေါ်လိုက်တကားသုံးဆုံစွာပဲထိုအကောင့်ဝင်ကြည့်ဟာထိုကောင်မလေးရဲ့အကောင့်ထဲမှာနောက်ဆုံးတင်ထားတဲ့ပို့ကတကားနဲ့တွဲရိုက်ထားတဲ့ပုံတကားပါဇက်ကိုပါဖိပိတ်လိုက်တယ်ကပ်ရှင်က love you မမလို့ရေးပြီးဒီကောင်မလေးကသူနဲ့ညီမစွာသိလိုက်ရတယ်နောက်တဲ့တကာထက်တွေ့ခဲ့တာအဲ့ကောင်မလေးရဲ့ friends ထဲမှာထိတ်ဆုံးကပေါ်နေတဲ့ Honey ဆိုတဲ့နာမည်နဲ့အကောက်ပုံကလည်းတကားပုံနဲ့မို့တကာအဲ့ဒီကောက်ထဲကိုကြည့်တော့ဥစွာပေါ်လာသူမပုံလေးနဲ့မြင်ပြန်လာပါသမီးမေမေစိတ်မဆိုးပါဘူးမေမေစိတ်ပူနေတယ်လို့ရေးထားတဲ့ post လေးတင်ထားတဲ့ post ပိုင်ရှင်ကတကာနဲ့အမျိုးသမီးတူတူတွဲရထားတဲ့ပုံ profile ပြထားမှုဒါသူမအမေဆိုတာနှစ်ခါစဉ်းစားစရာမလိုပါဘူးသူမမိသားစုကသူမကိုလိုက်ရှာနေခဲ့တာတကာပါလို့မြန်အိမ်ကနေတောက်တယ်ထွက်လာမိတာအခုလက်ရှိတကာအုံနောက်ကဘာမှစဉ်းစားလို့များတဲ့အထိသုံးစားရမနေပါဘူးတကာတိတာတကာဩဝါဒအောင်မထားခဲ့ချင်ဘူးသူနဲ့ဝေးမနေနိုင်သူကဘာမှသိရှာမဟုတ်တဲ့အတွက်တကာသူ့ကိုမနာကျင်စေချင်မအောင်သူမမိသားစုကလည်းစိတ်ပူနေကြပြီ
တကားဘာလို့တဲ့လဲဩဝါဒရဲ့လက်ကိုဆွဲပြီးတကားမမတ်မိရဲ့မိသားစုစီပြန်လိုက်ရတော့မှာလားဩဝါဒအကျွေးတောင်းပြီးပြန်လာတော့မမစီယာတစ်စဲတကားနေမကောင်းဘူးစွာတည်ပြီးသူ့အခန်းထဲကိုအလော30ဝင်ပြီးသူ့ကိုကြောပေးထားတဲ့တကားပေးမှဝင်ထိုင်ပြီးသူမလက်မောင်းကိုအတာကိုကင်ပြီးတော့တကားနီးရဲနေမျက်ဝန်းစုံနဲ့သူ့ကိုမော့ကြည့်ရဲ့တကားဘာလို့ငိုထားလဲအရင်နေမကောင်းဖြစ်နေလို့လားတကားခေါင်းသာရံပြီးအိယာထားကသူ့ရင်ခွင်နဲ့တိုးဝင်နေမကောင်းမဖြစ်တော့ပါဘူးတက်တာနေပါပြီအကူဟာရှင်နဲ့မခွဲနိုင်လို့ဘလို့ကျမရှင်ကိုအရင်ချစ်တယ်ရှင်နဲ့မခွဲချင်ပြောရင်းနဲ့ငိုချလာတဲ့တကောက်သူခေါင်းလေးကိုဖွားဖွားပုတ်ပြီးမငိုပါနဲ့ကိုတို့မခွဲရပါကိုလည်းမင်းကိုအရင်ချစ်တယ်တကားမင်းဖေမှာအမြဲရှိနေမယ်အဲ့လိုနေသိတော့တကားသူ့ခေါလက်အစုံနဲ့ပွေးဖက်ပြီးငိုမြဲငိုစဲပါတကားဘာလို့များလို့အတွေးဝင်ရလဲဆိုတာသူမသိပေမဲ့အကြောင်းမဲ့တက်တော့မဟုတ်ဘူးဆိုတာသူသေချာသိတယ်မဟုတ်မှသူမတိတ်ကိုပြန်တတိယသွားလားအဲ့လိုသာတကယ်ဆိုတကားသူ့ကိုထားသွားတော့မှများလားသူကို့အတွင်းနဲ့ကိုဖိစီးနေအောင်တကားလက်လေးကပြုတ်ကျလာပြီးသူတကားအသာဆွဲဖယ်ကြည့်တော့သူမအိပ်ပျော်နေပါပြီအဲဒါကြောင့်သူတကားကိုအဲ့ရတဲ့အသာလဲအိတ်စီပြီးနှစ်ဘူးလေးကိုပါဖွားနမ်းလိုက်တယ်သူမဘသူကပြန်လာကောင်းတောင်းပါစေသူမပေးနိုင်ဘူးလို့ကြုံဝါထားပေမဲ့တကားကိုယ်တိုင်ကပြန်ကျင်တော့သူဘက်ကတားနိုင်ပါတယ်မလားကို့မထားခဲ့ပါနဲ့တကားရဲ့မင်းမရှိလို့မဖြစ်ဘူးကိုမင်းကိုအရန်ချစ်တာတကားမင်းကိုထားခဲ့လို့လုံးဝမဖြစ်ဘူးသူပြောတော့ကြားနိုင်မှာမလားမသိအောင်တကားတယောက်ကအပူပေးကိစ္စနဲ့အိမ်မောကြပါတယ်အဲဒီမျက်နှာကိုကြည့်ပြီးနည်းနည်းလေးမှအေးချမ်းမှုတွေမကူစားတဲ့အထိပူလောင်နေရတဲ့သူကဩဝါဒကြေးရမူကြွားပြန်လာတော့အိမ်ကိုတမ်းမှတ်ပြန်မယ်ညနေပိုင်းမှာလှုပ်လို့ရမယ်အလုပ်တစ်ခုလိုက်ရှာတဲ့အချိန်ဖြုံးခဲ့ရာသီဥတုကပူတာမို့သူမမျက်နှာထဲချွေးသီးချွေးပေါက်တွေကခိုတွဲပြီးလူအားမောဟိုက်နေတယ်ပင်မန်းလိုက်တာကြေးကိုလက်လေးနဲ့ရက်ခတ်ရင်တရွေ့ရွေ့ရှောင်းလာနေတော့စားသောက်ဆိုင်တစ်ဆိုင်သားရောက်ဆိုင်ထဲကိုဝင်ဖို့ပြင်နေတဲ့မိန်းကလေးတူကြောင့်အုံနောက်ထက်မြင်တဲ့ပါဇက်ကဒေဝီအဲ့လိုလမ်းခေါ်ပြီးခြေထောက်ကသူမထံအမြန်ပြေးသွားတယ်ကြေးငှက်တန်တာဒေဝီကသူနဲ့တန်းနဲ့အတူတက်နေတဲ့တန်ငယ်ကြီးအရင်ခင်မင်တာမဟုတ်ပေမဲ့ပြုံးပြနှုတ်ဆက်မေးပြောခေါ်ထူအခြေအနေရှိပါတယ်။နေဘယ်ကပြန်လာလဲ။ငါမူဂျိုတစ်ခုမှအကူဆရာမလုပ်နေရလေအခုစာသင်ချိန်ပြီးသွားလို့ပြန်လာတာ။အော်ငါဒီမှာညနေပိုင်းဆိုအပေါ်ဝင်ရအောင်တချင်းလာဆိုရလေ။ငါလုပ်နေတဲ့အလုပ်ကာလစာအဆောင်လားကားနဲ့ဆိုမလောက်လို့အော်အဲ့လိုလားငါလည်းနေလို့ပဲဟာအပေါ်ဝင်ကိုရဖို့အလုပ်တစ်ခုထပ်လုပ်ချင်တာအဲ့ဒါအကူလိုက်ရှာနေရ။ကြေးရသူမအကြောင်းလူသိအောင်မပြောဘူးတော့သူမဘွားကြောင်းဘယ်သူမှမသိပါဘူး။သူမသာတထေးသမီးတထေးဇနီးစွာတည်ရတဲ့ဝီယာမိကုန်းထုတ်လာမှကျင်းတယ်။နေတချင်းဆိုတက်လား။အကယ်၍နေစိတ်ဝင်စားငါမနေကြအောင်ပြောပေးမယ်လေ။ဟိုငါကြောက်တယ်ဟာ။ဘာမှကြောက်စရာမရှိပါဘူး။နေတွေးနေအောင်လဲငါသိတယ်။ဒီမှာအဲ့လိုမရှိဘူးဟာ။မနေကြအဲ့လိုစရာရှုပ်ခွင့်မပေးဘူး။အော်အဲ့လိုလား။နေစိတ်ဝင်စားလား။ကြေးရခဏစဉ်းစားပြီးမှခေါင်းကြီးလက်ခံပြီးဒေဝီနဲ့တူဆိုင်နဲ့ဝင်လာခဲ့။ချစ်ရနောက်ကနေတံမြိုင်စကားနဲ့သူဖန်ခွက်ကြီးရိုက်တံတွေပေါ်ပေါက်တယ်။မောင်လုံလမှန်တို့ကတော့ဘယ်ပွဲနေနေတယောက်တည်းပဲနော်။ဇနီးလာလေးကိုဖွက်ထားတယ်။မဟုတ်ပါဘူးဗျာ။သူကအရန်ငယ်သေးတော့သူ့ကိုဒီလိုမိတ်ဆုံစားဝယ်မခေါ်ချင်တာပါ။အော်သူများတကာတွေတောက်ကြစားကြတဲ့မြင်ကိုဇနီးငယ်လေးကိုမမြင်စေချင်တာပေါ့။ဘာမှပြင်မပြောပဲပြုံးတာပြုံးပြီးလက်ထဲအရက်ခွက်ကိုနှကမ်းမှတီးပြီးအနေငယ်မျှတောက်တယ်။သူ့ဘေးကအိုင်ရီကသူ့အနာကပ်ပြီးအများကြီးမတောက်ဖို့တတိပေးပါတယ်။သူလည်းခါတိုင်းဆိုအခုလိုမိတ်ဆုံစားဝယ်တွေမှာသုံးခွက်ထွက်ဖို့မတောက်တတ်ပါဘူး။ဒါပေမဲ့မနက်ကသူ့ပြောဆိုဆက်ဆံသွားတဲ့ကြေးရဲ့ပုံစံနဲ့စကလုံးတွေကြောင့်သူအတော်စိတ်ညစ်ညူပြီးငါးခွဲတီတောက်လိုက်တယ်။ဒါပေမဲ့သူအယမ်းမမှုသလိုကားလဲမောင်းနိုင်တာမို့သူမိတ်ဆုံစားဝယ်ကနေကိုယ့်ဘာသာပဲကားကိုထိမ့်ပြီးမောင်းပြန်လာခဲ့ပါတယ်။သူအိမ်ပြန်တော့အချိန်ကည9:00နာရီခွဲပြီးသူချန်တဲ့ကားကိုကိုယ့်ဘာသာဖွင့်ပြီးကားကိုပေါ်တီကိုအောက်ထိုးရက်ခါမျက်ရိုးနှစ်ဖက်ကြားတဲ့ဖိကင်ပြီးတော့ကားကိုအသာရရင်အိမ်ထဲဝင်လာခဲ့စေသူ့မျက်လုံးတောက်ကမြင်နေရအေးအေးကြောက်သူဘေးကိုလဲကြည့်ရစာအုပ်တုပ်ပိုက်ပြီးအကန်နဲ့အိပ်ပျော်နေတာတွေ့ရပါတယ်ဒူလောက်ရှိမဲထင်ရတဲ့အဖြူအောင်စာပါလေးနဲ့ညာဝိကောင်ဝင်ကပေါင်တဝက်လောက်ထိလိမ့်တက်ပြီးသူမရဲ့ခြေရန်တွေကအထင်းသားပါခါတိုင်းလဲသူမအတူလေးတွေဝစ်ပေမဲ့အခုပုံစံပိုပြီးကြည်ကောင်းနေတဲ့အောင်မှာမဲချီလန်းတွေကိုလှေကားအစားကြေးထံဥတီသွားပြီးတော့သူမနာအောင်ရောက်တာနဲ့လက်တစ်ဖက်ကိုသူမမျက်နှာနာထောင်ပြီးကြံလက်တစ်ဖက်ကဆိုဖာကိုကြောမိကင်ပြီးတော့ကြေးရဲ့မျက်နှာလေးစီကိုငုံမိုးတိုးကပ်သွားတယ်။ကျန်တာမသိပေမဲ့နားရဲလုံးလုံးလေးအောက်ကနှကမ်းဖူးဖူးလေးတွေကပန်းနုရောင်လေးတန်ပြီးအတော်လှပါတယ်။သူကြည့်နေတော့ကြေးရမျက်လုံးလေးကိုအသာဖွင့်ရသူ့ကိုတွေ့ရနဲ့အတော်လေးလန့်သွားဟန်နဲ့သူ့ရင်ဘက်ကိုတွန်းထုတ်ပြီးအဲ့ရထထိုင်လိုက်တယ်ရုတ်တရက်ဦးကိုမြင်ရတော့ကြေးတကယ်ပဲလှန့်ပါတယ်။အဲအားကြောင့်အဲ့ချိန်စိတ်ပါပြောက်ပြီးဦးကိုတွန်းဖယ်ပြီးအဲ့ရထလိုက်တော့ဦးဘာလုပ်တာလဲ။ဘာလုပ်တယ်လို့ထင်လို့လဲ။ကြေးရအောင်နှခဲလေးကိုမသိမသာကြိုက်ပြီးဦးကိုတွန်းဖယ်ပြီးနေရာထွက်သွားမလို့ပြင်စေ။သူမလက်လေးကစောင့်ဆွဲခံရပြီးတော့ဦးရဲ့ပေါင်မောထိုင်ပြီးရတာဖြစ်ရပါတယ်။
ဒါပေမဲ့ကြေးမယုံရဲဘူးမယုံရဲရဲ့ပြအသက်ပါမရှူရတော့ကြေးထိုင်မိထားတဲ့အရာကြောင့်ခံစားမိလားမင်းကြောင့်အမောင်းထောင်လာတဲ့ငါနဲ့ကောင်ဦးမင်းတောင်ဝင်ယူရမယ်ကြေးကြေးကြောက်တယ်မန်သူမပိုက်လို့တိုင်ဖက်ပြီးသူမကြောပြီးသူ့ရင်ဖက်နဲ့ကက်စီရောကြေးရပခုံးလေးကိုစုကျုပ်သွားခဲ့ဦးအရက်တွေတောက်လာလားဦးကိုကြေးရမူးနေပုံပဲဦးသွားအိတ်လိုက်ပါတော့ကြေးကိုလွတ်ပေးပါကြေးရကရုံကင်းနဲ့တောင်းဆိုတယ်ဦးကချစ်ရတဲ့သူဆိုပေမဲ့ဦးကိုလိုက်ရောရမယ်ဆိုတာကြေးရဲ့စိတ်ထဲကြောက်ရင်းနေပြီးတော့ဦးကကြေးကိုကွာရှင်းဖို့ဆုံးဖြတ်ထားတယ်ငါမူးနေမင်းကိုအခုလိုချုပ်ထားနိုင်မလားငါကောင်ကပိုပြီးတင်းလာမင်းမခန့်စားရအောင်ဒီလိုချိန်မှာကျင်းသေးပေါဖွင့်ထုတ်ပြမှရမှာဒါပေမဲ့ဦးကကြေးကိုကွာရှင်းမယ်ပြောထားရလေအခုအဲ့ဒါခဏမေ့ထားရအောင်ပြောပြရတဲ့ဦးကသူမကိုလေးကိုဆွေကနေပွေးချပြီးနေရာခေါ်ထုတ်တယ်ကြေးအရန်ကြောက်လို့ငိုချိန်ကလွယ်ပြီးအတန်မမထွက်ရဲပါဘူးဦးကကြေးကိုသူ့အခန်းထဲခေါ်ပြီးအခန်းထဲရောက်တာနဲ့သူမအောင်မှုရတဲ့အသာတင်ပြီးသူ့ရှက်အင်ကြီးရဲ့လက်ဖျားကျဲသူရဲ့နဲ့ရင်မဲကျဲတီတို့တလုံးချင်းဖြုတ်ပြီးကြေးဦးစီယာနဲ့အကြည့်လွဲကမျက်လွှာတွေကိုပါဖိပိတ်လိုက်တယ်ခဏကြာတော့သူမမျက်နှာလေးမေးပြဆွဲလဲခံလိုက်ရပြီးနှက်ခမ်းလေးတွေကစူနွေးရကြောင်းကြေးရမျက်လုံးလေးကြပြကြရနဲ့ဖွင့်ကြည့်ရဦးဟာသူမနှက်ခမ်းကိုနမ်းလာခြင်းဖြစ်ပြီးတော့ကြေးရဲ့ရင်မဲတစ်ခုလုံးပြောင်းဆန်ရပါတယ်အဲ့ဒီနဲတွေကြေးရဦးကိုလာရောဖို့အစင်သင့်မှာဆိုရင်တော့ကြေးအရန်မဲရှက်နေရကြမယ်ထင်ပါတယ်ကြေးရဦးရဲ့ပြင်းရှာအနမ်းတွေကိုခံယူတလောကလုံးမေ့ရော့သွားရတယ်လို့ဦးကိုလည်းအလိုလိုက်ခဲ့ပါတော့တယ်ကြေးမင်းအတွေ့အကြုံမရှိဘူးမလားဟုတ်ဦးအဲ့ဒါဆိုရင်နည်းနည်းတော့နားလိုက်မယ်ဒါပေမဲ့မပူပါနဲ့ငါချော့ပြီးလှုပ်ပေးပါမယ်မန်သူမရဲ့ညောင်းဝေးကောင်ဝင်လို့အောက်ကဆွဲလှန်ချရသူမစပေါ့ဘရာအဖြူလေးဝတ်ပြီးသူပြုံးတယ်မင်းကအခုထိဘရာမဝတ်သေးဘူးလားကြေးရပြန်မဖြစ်ပဲမျက်နှာလေးထူပူပြီးဦးစီယာအကြည့်လွဲကမျက်နှာကိုတစ်ဖက်လှည့်ထားတယ်မန်သူမရဲ့ရှက်ရွံ့နေတဲ့မျက်နှာကိုစေးစေးကြည့်ပြီးသူမရဲ့အတွင်းဝတ်အင်ဂျီကိုဆွဲချုပ်ရတံမျိုးတီလောက်တာရှိရဲ့သူမရဲ့ရင်သားတေးသေးလေးတွေကသူ့ကိုကြိုးဆိုပါတယ်တေးသေးလေးတွေပဲကြေးဦးကိုရန်လုံးဖို့သူ့ဘက်ကိုမျက်နှာလဲပေးမဲ့ကြေးဦးကိုရန်မလုံးလိုက်ရပါဘူးကြေးရသူမလက်သေးလေးနဲ့သူ့ကြော်ကြားဟိုင်းမလေးလိုကုတ်ချစ်လာတော့လေသူဟာအခုချိန်မှာမဟုတ်ဆိုးမို့ထိုကြားဟိုင်းမလေးကိုကောင်းကောင်းရင်အမဲဖြတ်ရမယ်ဆိုတဲ့အတွေ့အတာသူ့ကောင်းတဲ့ကြီးစိုးနေရတော့သူ့ကြော်ဟာဆက်ပြင်းပြင်းခံစားရတာတွေကအခုချိန်မှာတော့အရေးမပါတော့ပါဘူးကြေးဟာဦးရဲ့လက်မောင်းကိုခေါင်းခုအိပ်ပြီးဦးကိုကြောပေးထားတဲ့အသက်တိမ်မြဲ၍ကြားရတယ်ဦးဟာသူမကိုမချစ်ပါဘူးကွာရှင်းပါမယ်ဆိုပြီးကြေးရဲ့အတွေ့အတာကိုရယူခဲ့ရတဲ့ဘာမှပြန်လာကြေးရဦးရဲ့ဘေးကနေအလိုက်တတိထွက်သွားပေးရတော့မှအခုကြေးရအလကားတက်ပေးဆက်လိုက်ရတယ်လို့တောင်းရောက်ငိုနေမမောဘူးလားဦးရဲ့တန်ကြောက်ကြီးကိုဘွားဆောင်လေးကိုခက်တင်းတင်းစုပ်ကင်ပါတယ်ဦးကိုတော့လည်းမကြည့်ပါဘူးမန်ကလည်းကြေးရသူ့ကိုစိတ်ဆိုးနေမယ်ဆိုတာသိပြီးဘာမှမြများဆာဆာပြောမနေပဲသူမဘာကိုလမ်းကင်ပြီးမျက်ရည်တွေကိုဖိတော့ရေးကြေးရဲ့မျက်နှာကိုသူပဲလှည့်စီခဲ့ပေမဲ့ကြေးရသူမကောင်လေးကိုအတင်းတောင့်ထားတယ်ဒီဘက်ကိုလည်းကြေးငန်းတန်တာငါပြောနေသူမဘာစကားမှပြန်မမေးပဲကောင်းအတေးတောက်ထားတော့မှသူလည်းစိတ်မရှိအောင်မိုးကြီးရဲ့ပခုံးဖိပြီးလူကိုပက်လက်လန်စီပြီးသူကိုယ်တိုင်ကြီးရဲ့အပေါ်အုံမိုးလိုက်တယ်။ဘာလို့အေးမလောက်တာ။ဦးကိုမုန်းလို့ဘာ။ဦးကိုမုန်းလို့အရန်မုန်းလို့မုန်းတယ်။ဦးကိုအရန်မုန်းတယ်။သူ့ကိုမုန်းနေတဲ့စားစားပြောနေရဲ့ကြီးရဲ့နှက်ခံလေးတို့သူဖိကက်နေခြင်းနဲ့နှုတ်ဆိတ်စီသူ့ရင်ဘက်ကိုထူရိုက်တွန်းဖယ်နေသူမလက်လေးတို့မန်လက်တက်ဖန်နဲ့ဆွဲယူဖိချုပ်ပြီးသူမလက်ပင်အောင်လက်ရှို့ပြီးဂုတ်ဘိုးကိုဖိခိုင်ပြီးတော့သူမရဲ့နှက်ခမ်းလွှာလေးတို့စိမ့်ပြင်းနေပြီးနမ်းပါတယ်သူဒီတညရဲနဲ့ကြီးရဲ့နှက်ခမ်းတွေကိုဆွမ်းလန်းသွားတယ်ဆိုရင်အပြောင်းလဲမြန်လုံးတယ်လို့ခေါင်းစိတ်တက်ခံရမှာကျင်းတီပေါက်ပါနောက်ဆုံးတော့ကြေးအားမတန်လို့မန်လျှော့သွားရဟန်နဲ့သူ့ရင်ပြေကြီးအောင်ညီသက်သွားတယ်မန်းအနေနဲ့ဒါဆိုသူမကိုလှုပ်ပေးအောင်မဟုတ်ပေမဲ့အခုတော့သူကြီးကိုတနာလို့လှုပ်ပေးလိုက်ပြီးသူမမျက်နှာလေးကိုအပေါ်စီအောင်ငုံမိုးကြည့်ပြီးအခန်းမရဲ့အလင်းရောင်ကြောင့်သူနန်းထားလို့ရဲရဲနေနေတဲ့သူမနှက်ခမ်းတွေနဲ့ငိုထားလွန်လို့မိုးအင်းနေတဲ့မျက်ဝန်းတွေကိုသူရှင်းရှင်းလင်းလင်းမြင်ရပါတယ်ငိုထားပြီးအနမ်းခံထားရတဲ့သူမမျက်နှာတင်ပြာသူ့မျက်လုံးနဲ့အတော်လေးချစ်စရာပါဦးဘာလို့ကြီးကိုအခုလိုလှုပ်နေတာဦးပဲကြီးကိုကွာရှင်းပါဆိုဘာလို့ကြီးကိုဒီတိုင်းအခွင့်အရေးယူလိုက်တာလားသူကငိုတဲ့စွတ်ခါမေးခွန်းထုတ်လာတဲ့ကြီးကိုမှန်ခက်စိတ်စိတ်လေးကြည့်ပြီးကွာရှင်းမှုကိစ္စရှိလာမှာမဟုတ်ဘူးကြီးဟာဦးစီယာဒီစကားမျော်လင့်မထားဘူး၍အရန်အောင်ဆွမ်းရသွားရဲဆိုတာနည်းနည်းလေးမှမငင်းနိုင်ပါဘူးငါနဲ့မင်းကလင်မယားရာမြောက်ပြီအဲ့ဒါငါမျက်နှာလဲကွဲပြလောက်စရာလားငါခွေးဖြစ်သွားမှာပေါ့အစာဦးစီယာကွာရှင်းမှုကိစ္စရှိလာမှာမဟုတ်ဘူးဆိုတဲ့စကားကြောင့်ကြေးပြောသွားသလိုရှိပေမဲ့ဦးထက်ပြောလာတဲ့စကားကိုကြားလိုက်ရချိန်ကြေးနာကျဲစွာပြုံးတယ်နောက်ဆုံးတော့အမားတစ်ခုကြောင့်သာကြေးဟာဦးရဲ့ထာဝရဇနီးဖြစ်ရမှာပေါ့နေပါစေဦးအခုဖြစ်တဲ့ကိစ္စကြောင့်ကွာရှင်းမှုကိစ္စကိုဖျက်သိမ်းမယ်ဆိုရင်တော့ကြေးလက်မခံနိုင်ပါဘူးဒီလိုပုံစံမျိုးနဲ့တော့ဦးနာမှာကြေးမနေနိုင်ဘူးပါဦးဘက်ကကွာရှင်းမှုကိစ္စကိုရုပ်သေးလဲကြေးဘက်ကဆက်ပြီးစီစဉ်မှာလှုပ်ကြည့်လိုက်လေငါဘက်ကကွာရှင်းစာချုပ်မှာလက်မှတ်မထိုးပေးဘာမှဖြစ်မလား
တကားပြလိုက်ကွာရှင်းပေးပါမယ်ဆိုရယ်ဂရီကိုဝေးစာချုပ်ကလေထဲမှာပျောက်သွားခဲ့ရလေသူမမထီတထီကြည့်ပြီးမခိုးမခက်ပြောရင်ဆိုလာတဲ့ဦးရဲ့မျက်နှာရိုးကြီးကုတ်ဖဲပြည့်ချေစိတ်တွေတပွားပွားပေါ်ရလူအတ္တသမိုင်းဒီကိုကောင်းအရန်ဆန်တဲ့လူကြီးရှင်မရှက်ဘူးလားမရှက်ဘူးငါအစတွေကအဲ့လိုကောင်းပဲငါလိုချင်ရမယ်ဆိုရင်ပြားတဲ့ကောင်ငါလိုချင်ခဲ့တော့မရရအောင်ချီတုတ်ခဲ့တာသူကနှာတပြားတာတော့လို့မင်းကိုလက်ထက်ရတာအရင်ကမင်းကိုကွာရှင်းခဲ့ချင်တယ်ကွာရှင်းအောင်လဲစူးစမ်းခဲ့အခုကမဟုတ်ဘူးငါမင်းကိုမကွာရှင်းချင်တော့အဲ့ဒါကြောင့်အဲ့ကိစ္စရှိလာမှာမဟုတ်တော့သူ့ရဲ့စကားတွေကကြေးကိုအတော်လေးခံရခက်စေတယ်သူကကြေးကိုအယုံများမှတ်နေရလားကြေးရဲ့ခံစားချက်တွေကိုထည့်တွေးဖို့သူစဉ်းစားမိရလားဦးလုံးလာမှန်နောက်ခါနာမည်တက်ခေါ်ရင်နောင်နာရသွားမှာနော်ငါအိတ်ချင်နေပြီတိတ်လေးနေပြီပြောပြရတဲ့ဦးဟာသူမလက်တွေကိုလှုပ်ပေးပြီးခောက်အတင်ဖက်ကသူမရဲ့လယ်တိုင်းကြားတဲ့ခေါင်းတိုးဝင်လာတယ်ကြေးလဲဦးရဲ့တန်မာလုံးနဲ့လက်အစုံကြားမလုံးမရှက်ညိတတ်တယ်ဦးယူသွားတော့မဟုတ်ပါဘူးနော်နောက်နေ့မနေ့ရောက်တော့ကြေးဟာသူ့မဘေးမှာရှိမနေပဲသူ့အရာထက်ကအနီအောင်သွေးကွက်ကလွယ်သူလဲဂရင်ဘောကဆင်းပြီးတော့ရေတခါတဲ့ချိုးကအလောက်သွားဖို့ပြင်ပြရနဲ့အောက်ထက်ဆင်းလာပါတယ်သူထမင်းစားကနေရောက်တော့ကြေးဟာမနှဲစာပြေအလုံးရှုံနေရဲ့သူထင်တာကြေးဟာသူ့ကိုရှောင်နေမယ်လို့ဘယ်ချိန်နဲ့ကနိုးနေရလဲကြေးဟာသူ့မိကုံမဖြစ်ပဲမျက်နှာလေးကိုအတေးစုပုတ်ပြီးတော့မုတ်ဘက်ကန်တွေကိုစပွဲပေါ်ဆောင်းအောင်ကြီးတင်ပြီးမှန်ပြုံးစီစီဖြစ်ရတယ်အဲ့နောက်တခါလေးပဲလှုပ်လိုက်ပါတယ်စကားပြောဆွဲတွေပါပျောက်သွားတယ်၃ခါလောက်ဆိုအသက်ပါပျောက်လိုက်မယ်ထင်တယ်လို့ခနဲ့တဲ့ဆိုရင်စပွဲမှာဝင်ထားရကြည်ရဲ့စိတ်ဆိုးမှန်ဆိုအကြီးနဲ့ရင်ဆိုင်လိုက်တယ်ဘာလဲဘာမားလို့လဲမဟုတ်တဲ့စကားရဲ့ဘာလို့ပြောအဲ့ဟာရှင်းပုံစံမှမဟုတ်တာကြည်ရဲ့စကားဘာမားပါသွားလဲမသိဘူးဦးဟာကြက်သိမ်းထားစရာကောက်ပြုံးပြီးကြည်ဦးကိုပြူးကြောင်ကြောင်နဲ့ကြည့်နေတော့ဦးဟာနေရာထပြီးကြည်ရဲ့ဘေးနာကိုရှောက်လိုက်ပြီးတော့ကြည်လုံးဝမတွေးထားမိတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားတယ်အဲ့ဒါဦးဟာကြည်ကိုနမ်းလာတာပါဦးဟာကြေးရဲ့အောင်နှခမ်းလေးကိုဆွဲဆုပ်ပြီးသူမကိုပြန်လှုပ်ပေးလာပြီးမှပြောလာတဲ့စကားမရေမကြေးပြောလို့အပြစ်ပေးရပါတဲ့ဘယ်နောက်မရေမကြေးဦးဟာသူမကိုစကားဆုံးအောင်ပြောခွင့်မပေးပဲထက်နှမ်းလာတယ်အဲ့ဒါကိုပြစ်ကိုမသိပဲမိကုန်းပြန်ထုတ်လို့ကြေးစိတ်ထဲမှာမကြေနပ်ပေမဲ့ဘာမှပြန်မပြောရဲခဲ့ပါဘူးဦးတယောက်တကယ်ပဲဘာဖြစ်သွားရလဲညာတော့အပြင်မှာခေါင်းများထိလာလားမကောင်းဆိုးအများကပ်ပါလားဘာတွေးနေရလဲကြေးရမျက်ခုံးလေးဆူကြုပ်ပြီးတခုခုစဉ်းစားနေရမှုမှန်အခုလိုမေးလိုက်တော့ဦးဟာမကောင်းဆိုးပါလို့ဘာကြေးပါဇက်ကလွတ်ကနေထွက်သွားပြီးမှဦးရဲ့အမေဒိတ်တန်ကြောင့်ကိုယ့်စကားကိုတတိယပြီးမျက်လုံးပြူးမျက်စံပြူနဲ့အသေးတန်ဖြည့်ရှင်းချက်ထုတ်ရမဟုတ်ဘူးဦးလေဟုတ်လေဦးရဲ့ပြောင်းလဲသွားတဲ့ပုံကဟိုမကောင်းဆိုးဝါးထက်တောင်ကြောက်စရာကောင်းတယ်လို့ပြောတာဟိုလိုမျိုးပြောတာမဟုတ်ပါဘူးဘာလေးစကားတွေကိုတောင်စီရင်များပြောနေတဲ့ကြေးကိုကြည့်ပြီးမှပြုံးကျင်တယ်ဟိုကငါဘိုက်စားနေပြီဦးကအလိုက်တတိနဲ့သူမနာထွက်သွားပြီးမှကြေးလဲအသက်ရှူချောင်းနေဦးရဲ့အခုပုံစံညာမတိုင်ခင်နဲ့တအားကွာချားနေရဆိုတော့အသေးချာပါကြေးကိုဖလဲတကယ်အေးတီကိုလှုပ်ပြီးသူမနာဇုတ်ကက်လိုက်ဦးတကယ်ပဲယူသွားတာဖြစ်ပါမယ်တကားနောက်ပါစီယာတန်ကြောင်တကားမျက်ရည်စာတွေကိုကြပြတုပ်ပြီးမျက်နှာအတန်းနိုင်ဆုံးပြင်ပြီးအတန်လာရောက်လဲကြီးရောဩဝါဒအိမ်ထဲထွက်ပြီးတကားထိုင်နေတဲ့ကိုပြက်မှာလာဝင်ထိုင်နေတကားအခုသူမဘွားကြောင့်အနေနဲ့များသိလာပါပြီသူမအဖေဟာဥတရာအမေဟာဒေါ်ပရုံမှာကျင်းငယ်တန်သားသူမရဲ့ဖအေးတူမအေးကွယ်ညီမလေးတကားယောက်ျားမိယူခြင်းလို့အိမ်ဟာထွက်ပြေးလာတာတကားအခုလိုမှတ်မိနေပြီဆိုတော့တည်းဩဝါဒဘလို့များနေမလဲတကားအိမ်ကိုလည်းပြန်ခြင်းနေတကားမျက်နှာလည်းမကောင်းနေမကောင်းလားမဟုတ်ပါဘူးကောင်းပါတယ်ဟုတ်လို့လားနေ့လည်စားလဲနည်းနည်းပဲစားဟင်းတွေမကြိုက်လို့လားမဟုတ်ပါဘူးဒီတိုင်းပဲတွေးစရာလေးရှိနေလို့ဘာများလဲကို့ကိုပြောပြလေတကားခရီးပြုံးပြီးသူ့ပခုံးပေါ်မိချိုင်အကယ်၍ကျမသာအတိတ်ကိုပြန်တတိယလို့ကို့ရင်ကိုပြန်ကျင်တဲ့အခါရှင်ကကျမနဲ့တူလိုက်နိုင်ပါမလားလို့တကားစကားသူ့ရင်ထဲကနှလုံးသားတစ်ခုလုံးဆွဲကင်လုံရမ်းလိုက်သလိုတကားတရိများပြန်ရသွားပြီလားဆိုပြီးအဲအားကြောင့်တကားကိုလေးကသူ့စီကခွာပြီးတော့သူ့မျက်နှာလေးကိုစူးစမ်းသလိုကြည့်ရဲ့တကားမဟုတ်မှမင်းပြန်ပြီးတတိယနေရလားမဟုတ်ပါဘူးဘာမှသတိမရအောင်ကျမဒီတိုင်းစဉ်းစားမိရလို့ပြောပြတာအကယ်၍အဲ့လိုသာဖြစ်ရင်ကျမနဲ့တူလိုက်မှလာရင်သူ့ကိုမျောလေးချက်ကြီးစွာမေးလာတဲ့သူမရဲ့မျက်ဝန်းတွေကိုသူကြကြရင်မဆိုင်ရဲပဲအကြည့်လွယ်သူတကားနဲ့လက်ထက်ခဲ့တော့ဒီအချက်ကိုနည်းနည်းလေးမှထည့်မတွေးပါဘူးယောက်ျားကိုမသိဘူးတကားဒီနေရာကိုရမွေးရဲ့စာတီကိုမိသားစုနဲ့ကိုရဲ့အလုပ်တွေကဒီမှာရှိရကိုမိသားစုကလည်းကိုသွားရင်တော့ကိုလိုက်မှာမဟုတ်ဘူးကိုလုပ်တွေကလည်းပြစ်ထားခဲ့လို့မရအောင်ဒီစကားနဲ့တော့တကားနဲ့မလိုက်နိုင်ဘူးဆိုတာတကားကောင်းကောင်းကြီးသိတယ်ဒါပေမဲ့သူ့ကိုအပြစ်မတင်ရပါဘူးတကားတော့မှအိမ်ကိုလွှမ်းပြီးအပြေးပြန်ကျင်တာသူလည်းသူ့ရုံပဲစွန့်ခွာနိုင်မလဲကဲပါအဲ့ဒါကြီးမပြောပါစမ်းနဲ့ကိုစိတ်ဆိုးသွားလားတကားမဟုတ်ပါဘူးနော်စိတ်ညစ်ရမယ့်အကြောင်းတွေထဲတိတ်ချရအကြောင်းတွေပဲပြောချင်လို့စကားကလည်းတက်ပါကွာမကြိုက်ဘူးလားများပြောလို့တကားတော်ရဲလေးတွေပေါ်ရတီးကြည့်ပြီးသူ့ခေါင်းတိုင်းဘက်ကမေးပြအောင်မော့နေတယ်အဲနောက်သူ့ရင်ကနေတိုးဝင်နေရှေ့ဆက်ပြီးသူတို့ညရဲ့အခြေခီးလန်ဘလို့ဖြစ်နေမှလဲဆိုတာသူနည်းနည်းလေးမှမတွေးရတော့ပါဘူး
ကြေးဟာတင်မအောက်တာရှိရဲ့ကိုကျက်အင်ဂျီလေးကိုအောက်ကိုဆွဲချလိုက်ရင်ဘတ်ကိုဆွဲတင်လိုက်နဲ့အလုံးရှုပ်ပါတယ်သူမလက်ထဲမှာလည်းမျက်နှာတော်ဝက်လောက်ရှိတဲ့မျက်နှာဖုံးလေးတစ်ခုကင်ထားတယ်ကြေးဟာမနေကြအကျူးချောင်းပြောထားတော့သူကကြေးကိုမျက်နှာဖုံးတက်ခွင့်ပေးပါတယ်ကြေးဒီမှာတချင်းဆိုတာမိုးချုပ်ကောင်ထုတ်နိုင်တာမို့အကယ်၍သူအိမ်ပြန်လာချိန်မှာကြေးမရှိဦးဟာပြဿနာရှာနိုင်ပေမဲ့ကြေးအနေနဲ့ကျူးဆိုင်စားမလို့လို့ထင်ပါတယ်သူနဲ့ကိုနေကဘာဆိုင်တာမှတ်လို့လဲအဲဒါကြောင့်လေကြေးဟာအဲ့ကိစ္စကိုအခုထိဦးကိုမပြောဘဲထိန်ချန်ထားတယ်ကြေးလေးဘူးတစ်ချက်မှုတ်ပြီးတော့လက်ထဲငွေအောင်မျက်နှာဖုံးကိုသူမမျက်နှာမှာတက်စင်တယ်ကြေးတော့ကအခုကပထမဆုံးမှာသူမတန်အဆိုတော်တူလို့မျိုးဘာဖက်ဖြစ်မနေတော့နားထောင်ရတော့အဆင်ပြေပါတယ်ကြေးအဆင်သင့်ဖြစ်ပြီလားဒေဝီယာသူမနာရောက်လာပြီးမေးတော့ဖြစ်ပြီโอเคလာကြေးအသက်ကိုဝါဝါရှူပြရနဲ့အဝေးလန်ကန်ထဲကထွက်ပြီးစတိတ်စင်ရှိအောင်ထွက်လာလိုက်တော့တယ်ကြေးရဲ့နှလုံးသားအပြုံခုန်ထွက်မတက်ပါကြေးစတိတ်စင်မော်ရောက်တာနဲ့ကြေးဆိုရမယ်တဲ့ချေဟာကြိုတီရွေးပြီးသားဖြစ်ဟာဒီလုံးတန်တဲ့တဲ့ဟာစတင်ထွက်လာတယ်ကြေးတွက်ကတကယ်ကိုကန်ဆိုးခြင်းလားမသိပါဘူးပထမဆုံးအစအလုံးဝင်ချိန်မှာဦးနဲ့ပတ်ပင်းလာတိုးပြီးတော့ဦးကသူ့ရဲ့အဖေနဲ့အတူတူရောက်လာခြင်းမှာဖះကြီးဦးပဲဘလို့လုပ်ရမလဲကြေးဟာခြေတုံလက်တုံဖြစ်တော့တချင်းဟာဆိုင်မှုကြေးတချင်းဆိုတဲ့အချိန်မှာအာယုံဆိုင်လိုက်တယ်မန်တို့သားဖာဝေတာကောင်လေးကိုစားကြရတယ်မှာပြရတယ်မန်အကြီးကိုစင်ပေါ်မှာတချင်းစွန်နေခက်ဟောဟောကောင်မလေးစီအကြည့်ပေါ်ရသူမကောင်လေးကိုတခြားဘက်ကိုမတိမတာလှည့်သွားတယ်။တာဘာထက်မအောင်မလဲ။မန်သူ့အဖေရဲ့စကားကိုကြားမှာထိုကောင်မလေးစီကအကြည့်လွယ်မမတော့ပါဘူးဖေဖေဟုတ်ပြီဒါပဲနော်။ဦးတီလာဝေတာကောင်လေးကိုမီနူးစာကိုပြန်ပေးပါတယ်။ဖေဖေကကျွန်တော်နဲ့နှစ်ယောက်တည်းပြောချင်တာရှိရဆိုတာဖာများလေ။အရင်ဆုံးစားကြတော့ကြတာပေါ့ဟုတ်ကဲ့ပါ။သူလည်းဘာမှဆက်မပြောပြပဲစင်မောကကောင်မလေးစီကိုအကြီးပြန်ပို့တယ်သူအဲ့ဒီကောင်မလေးကိုခက်ဆိုင်ဆိုင်ကြည့်နေတော့သူမတချင်းဆိုလို့ပြီးသွားပြီစတိတ်စင်မောကစင်ပြီးတော့ဆိုင်နောက်ဘက်ကိုပြေးဝင်သွားပါတယ်ကြေးလဲဆိုင်နောက်ထဲကအဝေလဲကနေရောက်တာနဲ့အဝေစားမြင်လဲပြီးဘသူ့ကိုမှဘာမှပြောမနေပဲဆိုင်နောက်ဘက်မလွယ်ပေါက်ကနေပြီးအမြန်ထွက်လာတယ်ကြေးဦးကိုကျူးဆိုင်စားမလို့ပါဘူးလို့တွေးထားတော့လေအခုလိုပတ်ပင်းတိုးလာတော့ကြေးအတော်လေးလန့်ရပါတယ်သူမဒီလောက်ကိုရွေးမိတာမှားသွားလာတော့မသိပါဘူး။ဘာပဲဖြစ်ဖြစ်သူမဒီလောက်ကိုလုံးလို့မဖြစ်တော့ပါဘူး။ခြံထဲကိုမောင်းဝင်လာတဲ့ကားကိုကြားနဲ့ကြေးရဲကိုလေးကမမက်လေးဖြစ်ရတယ်။ဦးဟာသူမကိုမက်မိနေမှလားဆိုတဲ့အတွေ့နဲ့ကြေးအိမ်ပြန်ရောက်ထဲကနေလို့ထိုင်လို့မကောင်းပါဘူး။ကြေးအကန်ထဲမှာကိုယ့်လက်ကလေးနှစ်ဖက်ကိုစုပ်ကရင်မဝင်မရဲမတက်လေးရက်တော့ဦးဟာအိမ်ထဲဝင်လာရကြေးဦးထံအပြေးလေးရှောက်လာပြီးမှဦးပြန်လာပြီလား။ထမင်းစားတော့မလားရေရင်သွားချို့မလားရေတောက်မလား။စားသည်ဖြင့်ကြေးနဲ့မတူအောင်တစ်ခုပြီးတစ်ခုမေးခွန်းထုတ်ရဦးဟာသူမမျက်လုံးလေးခက်မိမိနဲ့ကြည့်ဘာဟိပြရခက်တာမသိရင်ဘာမှလှုပ်ထားတဲ့သူလို့ရှင်ဦးဟာသူမမျက်နှာကိုစူးစမ်းသလိုကြည့်ပြီးကြေးမလုံးမလဲနဲ့ခေါင်းလေးငုံချိုင်ကိုပြရစားခဲ့ပြီဦးဟာသူ့ကိုယ်သူကိုလို့တုံပြီးကြေးဦးကိုမောကြည့်ရေသွားချိုးလိုက်အောင်မယ်နောက်ထပ်9မိနစ်လောက်နေကော်ဖီတစ်ခွက်လောက်ဖြော်လိုက်နော်ဟုတ်ဦးဟာသူမခေါင်းလေးကိုအုံမိုးပြီးတော့လေကားစီဦးတီလျှောက်တာမို့ကြေးမျက်နှာလေးရှိန်တိန်တိန်ဖိန်တိန်တိန်ဖြစ်ရပါတယ်ပြီးတော့ဦးဟာသူမမမမိနေတဲ့အတွက်စိတ်အေးသွားခဲ့မဟုတ်ရင်ကြေးရောကောင်းကောင်းရေးစုခံထိတော့မှာပါမန်ရီချိုးပြီးအောက်ထက်ကိုဆင်းလာချိန်ကြေးဟာသူ့အတွက်ကော်ဖီအသင့်ဖြော်ပြီးရဲ့ဥလာပြီလားကော်ဖီရပြီကြေးကော်ဖီခွက်ကိုဇွန်းနဲ့မွေပြီးဥရဲ့လက်ထဲကိုကမ်းပေးရဥဟာသူမကိုခက်ဆေးဆေးကြည့်ပြီးကော်ဖီခွက်ကိုနှက်ခမ်းမာတီကအနှဲငယ်မျှတောက်တယ်အဲဒါလက်ထဲကကော်ဖီခွက်ကိုစပွဲပေါ်တင်ပြီးသူမအနာတိုးကပ်ပြီးကြေးအထိတ်တလန့်နဲ့နောက်ကိုတွယ်သူမတင်ပါလေဟာစပွဲစုံမှာတွားကပ်ပါတယ်ဥဟာသူမဘေးတစ်ချက်စီမှာတော့လက်တွေထောက်ပြီးသူမမျက်နှာကိုငုံကြပြီးအလုပ်တွေအလောက်လုံးနဲ့ငွေလိုလို့လားလို့မေးရကြေးရဲ့မျက်ဝန်းစုံဝိုင်းဆက်တယ်။ကိုမင်းကိုမမတ်မိနိုင်ထင်နေရလား။ငွေလိုလို့လားဘလောက်လဲ10သိန်းလား30လား300လားဘလောက်လဲပြော။ဒါမှမဟုတ်ဘန်ကက်လုပ်ပေးမယ်။တစ်လ10သိန်းထည့်ပေးမယ်။စားသောက်ဆိုင်မှာတချင်းဆိုတဲ့လောက်ကိုမင်းထက်မလုံးရပြီ။ကိုရဲ့စကားကြောင့်ကြေးမျက်ဝန်းအိမ်ဟာမျက်ရည်တွေဝေးလာတယ်။ဦးကကြေးကိုစူပူကြေးမောင်းမဲ့ထင်ထားမိအောင်မို့အခုလိုပြောလာတော့ကြေးအော့ဟောခြင်းနဲ့တူပျော်ရွှင်ခြင်းတွေခံစားရတယ်။ဟုတ်ကြေးငွေလိုနေရဆိုတာလေကြေးဦးနဲ့ကွာရှင်းပြီးရခါကို့ဘာသာတယောက်တည်းနေတော့မှမို့လို့ငွေစုနေရပါကြေးဒီပံဝင်းချင်မှနေရမပျော်တော့ကြေးကိုဘသူမှကျူးမဆိုင်ဘူးဘသူမှလည်းမချစ်ဘူးအဲ့အားကြောင့်ကြေးထွက်သွားတော့မလို့တရှုပ်ရှုပ်ငွေသူ့ကိုရှင်းပြလာတဲ့ကြေးကိုကြည့်ပြီးမန်စိတ်မကောင်းဖြစ်ပြီးတော့သူမမျက်ရည်တွေအသာတုပ်ပြီးသူမကိုယ်လေးကိုပွေဖက်ထားလိုက်ပါတယ်သူမဒီလောက်ထိအောင်တွေးထားတယ်ဆိုတော့သိပါရင်တော့သူ့ရင်ထဲစစ်ခနဲပါဒီကလေးအဲ့လောက်ထိခံစားမယ်လို့သူမထင်ထားမိဘူးအခုကစပြီးအဲ့ဒီတွေကိုဖျောက်လိုက်တော့မင်းလည်းထွက်မသွားကိုလည်းမင်းရောအဲ့လိုမျိုးပေးမတွေ့တော့အဲ့ဒါကြောင့်ဘာမှမတွေ့နေတော့ဟုတ်ပြီလားတော်ပြီဘာမှမပြောနဲ့တော့ကွာရှင်းမဲ့ကြောင်လည်းမကြားချင်ဘူးထွက်သွားမဲ့ကြောင်လည်းမကြားချင်မီးရဲ့ညီးတန်တွေပဲကြားချင်တယ်ဟမ်ကျေးအံ့အောင်လို့မဆုံးခဲ့ဦးဟာသူမကိုလေးကိုသူ့ဘက်ခုံးပေါ်ထန်တင်ပြီးနေရာခေါ်ထုတ်လာတယ်ဦးဟာသူမအိမ်မော်ခေါ်လာမဟုတ်ပဲအေကန်နဲ့ခေါ်လာပါအေကန်နဲ့ရောက်တာနဲ့ဦးဟာသူမကိုလေးကိုစုပါပေါ်အသာတင်ပြီးသူ့ကိုယ်ပေါ်တီရှပ်ကိုဆွဲချုပ်ကကြေးရဲ့မျက်နှာနောင်
ငုတ်ကြလာပြီးတော့နှက်ခမ်းလေးကိုစုပ်ယူနှမ်းရှိုက်တော့တယ်ကြေးကလည်းဦးကိုနည်းနည်းလေးမှမငြင်းမိပဲသူ့နန်းတွေကိုပြန်လဲတုတ်ပြန်ပါတယ်ခဏလေးတွင်မှာကြေးရောဦးပါအဝတ်စားရေးကင်းမဲ့တယ်ဦးကကြေးကိုသူ့ပဲပလိမ့်ပြီးအခုတော့လေကြေးရဲ့ရင်ဘတ်စီကမျက်နှာမခွာပါဘူးဦးအဲ့လိုကြီးမလုပ်ပါနဲ့ဦးခလေးလေးလည်းမဟုတ်တာသူမျက်နှာအတင်းတိုးဖယ်ပြီးပြောလာရဲ့ကြေးရဲ့စကားကြောင့်သူကြေးကိုလှုပ်ပေးပြီးသူမမျက်နှာကိုတစ်ပံပြန်ငုတ်ကြည့်တော့ခလေးမှဒါမျိုးလောက်ရမဟုတ်ဘူးလေလူကြီးလည်းလှုပ်လို့ရတယ်ဒီလောက်ကောင်းတာဒါပေမဲ့ဦးကကြေးရဲ့နှကမ်းပေါ်သူ့လက်ညှိုးတင်ပြီးကြေးဘာမှဆက်ပြောခွင့်မရတိုးတိုးနေပြီးမျက်လုံးလေးမိတ်တာအဲ့ဒါဒီထက်ကိုပိုပြီးအာရုံရောက်စရာโอเคကြေးကခေါင်းလေးကိုအသာညိပြီးမျက်လုံးမိတ်ချရတော့ကြေးရဲ့ရင်ဘတ်စီကပူနွေးဆူဆူမှုပြန်လဲခံစားရအဲနောက်တော့ဦးကကြေးထံကိုစတင်ဝင်ရောက်လာတော့တယ်မနာဘူးနော်စိတ်လျှော့ထားကြေးကတစ်ချိန်တစ်ခါဆက်ဆံရတရားမို့သူမကအခုထိကြက်နေတော့ဖေမန်အတော်လေးထိန်ပြီးလှုပ်ရှားရသူမနာသွားမှဆိုလို့ပါအဲအားကြောင့်သူကြေးကိုအငြင်းသာဆုံးရယူခဲ့ပြီးတော့သူ့ဖေနဲ့ပြောခဲ့စကားတွေမှာသူတချို့စကားတွေကိုပြန်ကြားရောက်နေဖေကျွန်တော်အရင်ကကြေးကိုကွာရှင်းကျင်ခဲ့သူ့ကိုလုံးဝလက်မထက်ချင်အခုကျတော့ကျွန်တော်အနာထွက်သွားမှကြောက်နေရလို့ခံစားရကျွန်တော်ဘက်ကမကွာရှင်းလေသူ့ဘက်ကကွာရှင်းမှဆိုတဲ့စကားကျွန်တော်အတော်လေးခံရခက်စေရသူတခြားယောက်ျားနဲ့ပတ်သက်တာလည်းမကြိုက်ဘူးသူ့စီကစကလုံးမမာတွေလည်းကျွန်တော်နားမထောင်ဖေကျွန်တော်ဘာဖြစ်နေရလဲမသိဘူးအဲ့ဒါချစ်နေရလေငါသားရဗျာမေကူပြားတက်ကောင်တတိယသေးလားအဲ့ချိန်မှာသူစဉ်းစားကြည့်ရဲ့သူပြားတက်ကောင်တတိယဖို့မေ့နေခဲ့တယ်လို့အကြောင်းတိုက်ဆိုင်လို့တတိယမေ့နောက်ပြန်မလို့ခြင်းတော့ဦးဆိုတာသူ့ကိုယ်သူသိရဲ့အခြေကစမ်းကျဲတခါတလေကိုမသိလိုက်ပါပဲကိုရင်နဲ့ဝင်ရောက်လာတတ်တယ်တာရဲ့သူ့ဖေရဲ့စကားရဆိုသူကြေးကိုချစ်နေမိပြီထင်ပါတယ်ကြည်တခါတော့ထွက်လို့ရအောင်လေကိုမဝသေးဘူးကြေးရဲ့ကိုလေးကိုအတင်းဖက်ပြီးဦးပြောလာတဲ့စကားဦးကလည်းအခုတွေနှက်ခါတော့နှက်ခါကိုများတယ်ထင်နေရလားသူများရဲ့ဆို4က5ကလောက်လှုပ်ကြတာကြေးရဲ့ကိုကမြို့တနာလို့နှက်ခါတော့မှတအားညင်သာပေးထားတာကြေးကသူပြောသမျှကိုသူ့ရင်ခွင်ထဲကငြိမ်သက်နာထောင်ပြီးတော့သူကလည်းထိုမျက်နှာလေးကိုအပေါ်စီကငုံမိုးကြည့်ပြီးနှက်ဖူးလေးထက်ကိုအနှမ်းချွေရဲ့ဒါဝဲကြေးကသူ့ကိုအထူးဆန်းသက်ပွေမောကြည့်ပြီးဦးလုံးလာမှန်ဟုတ်ပါရဲ့နော်ထတိုးတိုးမီးလာတယ်သူမစိတ်ထဲမှာအခုသူ့ရဲ့အပြုမှုတွေနဲ့ပတ်သက်ပြီးစိတ်ထဲမတင်မကြပါဘာလို့လဲထူးဆန်းနေလို့လားထူးဆန်းနေဦးကုလိုဖြစ်နေတာကြေးကိုပို့ပြီးလန့်စေမင်းလန့်ရမှာအဲ့ဒါမဟုတ်ဘူးထင်တယ်မန်ကပြုံးထေးထေးနဲ့ကြေးရဲ့လက်ကိုယူပြီးသူ့ကောင်းကင်ပေါ်တင်ပေးလိုက်တော့ကြေးကသူ့လက်လေးကိုအတင်းဆွဲဖြုတ်တယ်ဦးနော်မညစ်ပတ်နဲ့တခါပဲဒီတခါပဲနော်ကြေးပူပြီးဆက်နေပြီဟုတ်ပါပြီကိုနည်းနည်းလေးမြန်လိုက်မယ်နော်ပြီးရင်တော့ကြေးရဲ့ဘေးမှာလာကက်လဲပြီးပေါအောင်နှမ်းရကြေးကြောင်အဲနဲ့ကြည့်တော့ဦးကသူမနဲ့ခံအောင်သိမ့်ပိုက်လာတယ်ဦးရဲ့အနမ်းချမ်းတွေကြာကြေးအသက်ရှူမှာပြီးမူမေတော့မတက်ပါကြေးဦးနဲ့အမြဲတမ်းအခုလိုမျိုးလေးနေသွားကျင်တော့တယ်တကားသူမပန်းမျက်နှာမူပြီးအိပ်ပျော်နေတဲ့ဩဝါဒအောင်မျက်နှာမခတ်တဲ့ကြည့်တော့သူကအဲ့ရကနေလူးလို့ပြီးမျက်လုံးကိုခတ်ပြေးပြေးဖွင့်ကြည့်တကားမအိပ်သေးတော့မြင်တော့သူကတကပါကိုလမ်းကင်ပြီးမအိပ်သေးဘူးလားအချိန်လင့်နေပြီလေအိမ်မက်ဆိုမက်လို့ဘာအိမ်မက်လဲရှင်နဲ့ကျမစမ်းချစ်ပဲရက်တွေဥတီပြီးရှောက်သွားကြရတဲ့ဩဝါဒအဲ့ချီမူတူဖြစ်နေအောင်ဘယ်ရောက်သွားလဲမသိတကောက်ကြည့်လိုက်တော့သူမသူ့ကိုရီဝေစွာကြည့်ပြီးသူတပြည့်ကိုမော့ချပြီးသူမကိုရင်ခွင်နဲ့ဆွဲသိနေအဲ့ဒါအိမ်မက်တက်ပဲရှောက်မတွင်းနဲ့နော်ကိုရောကဘာလို့လမ်းခွဲရမှာဟုတ်တယ်မလားကိုရောကဇနီးမောင်နှံတွေလေဟုတ်ပါတယ်ဒါပေမဲ့လေကျမရှင်ကိုထားခဲ့ရမယ့်အကြောင်းရင်းတွေရှိလာမှကြောက်တယ်အဲ့လိုမဖြစ်เสียပါဘူးဘာမှမကြောက်နဲ့အိတ်လိုက်တော့နော်သူတကားရဲ့ကြောပင်ခပ်ဖွားဖွားပေါ်ရင်သူမကိုပြန်လဲအိမ်မက်စီရဲ့အဲ့တော့နော်ဘာမှမဖြစ်ဘူးတကားသူ့ကိုဖတ်တွေ့ပြီးတော့သူ့ရင်ခွင်ထဲပို့တိုးဝင်ပြီးမျက်လုံးစုံမိတ်တယ်တကယ်လို့တကားသားအိမ်ပြန်ခြင်းနဲ့ပြောရင်သူအရန်ရှော့ဖြစ်သွားမယ်ထင်ပါတယ်သူ့ကိုပြောလဲမပြောရဲတယ်လို့သူမမိသားစုလည်းတော့ကာမရောက်စေခြင်းဒီတိုင်းတက်တက်လုံးနေသွားဖို့မဖြစ်နိုင်တဲ့ကိစ္စပါတကားတကယ်ပဲယူကျင်ပါတယ်ဦးနဲ့တူတူနေချိန်ဟာစားလို့ဦးဟာကြေးကိုသူ့အခန်းထဲမှာလာနေစီရပြီးတော့ကြေးကဦးရဲ့ဝေယဝိစားတွေကိုလှုပ်ပေးရပါတယ်သူတော့အဝိစားထုတ်ပေးရမျိုးသူ့အရာကိုသိမ့်မရမျိုးကြေးလာအောင်အခုလေကြေးအရာသိမ့်တော့ဦးကအင်ကြီးဝင်ရင်သူမအောင်လန်းခေါ်တာကြောင့်ကြေးဦးထံတရွေ့ရွေ့လျှောက်သွားတယ်ဘာလဲရင်ဦးကို့အင်ကြီးတက်ပြီကြေးဦးကိုနားမဲ့တယ်လို့ကြည့်တော့ဦးဟာသူမကိုပြုံးထေးနဲ့ပြန်ကြည့်ကြေးမျက်နှာလေးထူအမ်းပြီးတော့ဦးကိုအင်ကြီးကျဲသည်တက်ပေးပါတယ်ဦးတယောက်ကဘာဖြစ်နေရမသိကြေးကိုတမင်းကျွဲကက်နေတယ်လို့မန်ကလည်းသူ့အင်ကြီးတက်ပေးနေတဲ့ကြေးရဲ့မျက်နှာကိုခက်ဆေးဆေးကြည့်ရင်နောက်ဆိုအမြဲတမ်းအခုလိုလှုပ်ပေးရမယ်နော်ဘာလို့လဲမင်းကကို့ဇနီးလေးကြေးရဲ့ကို့အသေးစိတ်ကစားဂူးဆိုင်ရမှာပေါ့ဦးကသူမကိုဇနီးရဲ့လို့တော့တတ်မှတ်တော့ကြေးရဲ့စိတ်ထဲပြောသလိုရှိမိတာပါစီးကက်ချက်တတ်မှတ်မယ်ကိုအလုံးမသွားခဲ့ကို kiss ပေးရမယ်အဲ့အမှာတနေ့တာလုံးအင်အားပြည့်နေမှာပြန်လာရင်လည်းအလန်းထဲကြိုရမယ်အလုံးမှာပင်ပန်းခဲ့သမျှအမောပြအောင်လို့အဲ့ဒါတွေလုပ်ပေးကိုရှာသမျှမင်းအတွက်ပဲကြေးကအန်အောမင်တန်းစာနဲ့ဦးကိုမောကြည့်ရဲ့
ဘလို့လဲတကယ်ဥရှာသမျှကြေးပဲရမှာလားယင်အဲဒါဆိုစီကံလိုက်နာမယ်လေပြီးရဥစီကပတ်စံတွေတက်ယူပြီးကြေးဒီဟာထွက်သွားမယ်အခုဒီဟာထွက်သွားမယ်ပြောနေတော့လားကိုပြောပြီးသားလေအဲ့လိုမတွေးရဘူးလို့ဒါပေမဲ့ကြေးတို့ချင်းဟာချစ်မမချစ်တာဥကလည်းမမောက်ပဲချစ်တာကျေအဲ့လိုပြောတော့ဦးကသူမဘာဟုတ်ကပြီးမျက်နှာနဲ့ငုံမိုးကြပြီးနှက်ခမ်းအောင်နမ်းလာတယ်။သူမအောက်နှက်ခမ်းအနူးညံ့ဆုံးဆောက်ယူပြီးဦးကကျေကိုလှုပ်ပေးပြီးအခုမင်းကိုပြောင်းချစ်တော့မလို့ဆိုတော့ကျေရဲ့မျက်လုံးတွေကအစမတန်ပြူးကျရတယ်။ဟုတ်တယ်မင်းအမောင်မချစ်တော့မင်းကိုပဲချစ်တော့မယ်မင်းကိုပို့ချစ်နေဘသူနဲ့မှမတူအောင်ချစ်မယ်။ဦးခွင့်ပြုတယ်မလားကျေရဲ့ပေါင်းမှုလေးနဲ့ဖက်ရဲရဲနေပြီးနှက်ခမ်းလေးတွေကပြုံးရိပ်တန်းနေဦးကြီးကနေထွက်ပြေးဖို့ကြံတော့သူ့ထက်လင်းတဲ့ဦးကသူမလက်လိုအမိရဆွဲပြီးခါးလေးကိုနောက်ကနေတိုင်ဖက်တယ်။ဦးလွတ်နော်ရုံးရင်အလုံးမသွားခင်တကြောင်လောက်လှုပ်ပြစ်မှာသူချင်းချောင်းလိုက်မှသူ့ရင်ခွင်နဲ့အကောက်သေးသေးလေးညီကျသွားတယ်ချစ်တယ်ကြီးမင်းရှိမှကိုကြရှုံးသွားတယ်အဲအားကြောင့်တက်တက်လောက်အတူနေကြစို့ကြေစိုးရိမ်နေတော့မယ်ဦးရဲ့စိတ်ကအရင်လိုပြန်ဖြစ်သွားမှကြောက်တယ်ဘယ်တော့မှအဲ့လိုဖြစ်မှာမဟုတ်လို့စိတ်ချလက်ချနဲ့ကိုယ့်ရင်ခွင်ထဲမှာနေပါမပြောင်းလဲလို့ဂရိပေးတယ်အချစ်မရုံလို့လည်းဂရိပေးတယ်မျက်လုံးစုံမိပြီးကိုချစ်ကိုလက်ခံလိုက်နော်ကိုရဲအိမ်တော်ရဲ့ချစ်ချင်းမြတ်တာနဲ့အသက်သွင်းစို့ဦးကြေးရဲ့မျက်ဝန်းစီကမျက်ရည်တစ်ပေါက်ကဘာပြစ်မော်ခုံစင်းဟာဦးဟာသူမမျက်ရည်လိုအသားဟာတုပ်ပြီးကြေးရဲ့ကိုလေးကိုဖက်တွယ်မငိုနဲ့တော့နော်ဘသူမှမချစ်ဘူးဆိုပြီးအားငယ်စားမလို့တော့ကိုချစ်တယ်ဟုတ်ပြီလားကြေးကောင်းလေးအဆက်မပြဲညင်ဦးရဲ့ကြောပြုံပိုတိုးကဖက်တွယ်ထားတယ်ကြေးဒီလိုနေ့မျိုးရောက်လာမယ်လို့မထင်ထားမိအောင်မို့ရင်ထဲမှာအတိုင်းမသိပျော်ရွှင်မိရဲ့ကြေးဒီတိုင်းလေးပဲအမြဲနေခြင်းပါတယ်တကားရေချိုးဝှေ့စားလဲနေတော့အခန်းပြင်ကတကားကြီးနီးယောက်ျားအင်ကြီးတွေတွားရုံမိုးရတော့မလားမသိဘူးအဲ့လိုဆိုရဲမက်သက်ထားတဲ့တန်ကြောင့်တကားအခန်းထဲထွက်ပြီးခြံထဲမှာလှမ်းထားတဲ့ဩဝါဒရဲ့အင်ကြီးနဲ့ပစိုးကွက်ကူရုပ်ပြီးအိမ်ထဲမြန်ဝင်လာတယ်ဒီကိုယူလာခဲ့တကားငါဝိကူခောက်ပေးမယ်သူမတို့တော့မက်သက်ထားအိမ်ထဲမှာရှိတဲ့ဂရင်စီကလမ်းခေါ်ပြီးတကားမက်သက်ထားစီသွားပြီးနှစ်ယောက်သားအဝိတွေအတူခောက်တယ်အဲ့နောက်ခောက်ပြီးသားဝိတွေကိုတကားအခန်းထဲယူပြီးဗီဒီယိုထဲတိမ်မလို့လုပ်ပြီးမှဩဝါဒရဲ့အဝိစားတွေရှုပ်ပြီးတော့တကားသူ့ဗီဒီယိုရှင်းပေးဖို့စိတ်ကူးရတယ်လက်ထက်အဝိတွေကိုဂရင်မော်တင်ပြီးဗီဒီယိုတွေကအဝိတွေကိုထုတ်ရတဲ့စုံတစ်ခုကကျမ်းမြင့်မော်ပြုတ်ကြတယ်။တကားငုံကြည့်အောင်မတ်ပုံတင်လေးဖြစ်ပြီးသူမလက်ထက်ကအင်ဂျီကိုဂရင်မော်တင်ပြီးကျမ်းမော်ကမတ်ပုံတင်ကိုကောက်ကြည့်ရထိုမတ်ပုံတင်ကတကားရဲ့မတ်ပုံတင်တကားပြန်ဝန်ဆောင်ကပြူးကျရပါတယ်။ဒါတကားပါအောင်မတွေ့ရတဲ့အထိလူကချချလဲဩဝါဒစီမှာငါမတ်ပုံတင်ကဘာလို့ရှိရဒါငေါ့ဒီရောက်ခရပါလာနေမှာဒါဆို तू ကငါမိသားစုတမင်ရှာမပေးကြရပေါ့ငါကဘာလဲဆိုတာအစရသိနေရတဲ့ငါတပင်ဖုံးကွယ်ပြီးဘာမှမသိရင်ဆောင်ခဲ့ရပေါ့တကားမယုံနိုင်ခြင်းခံပြင်းခြင်းနေနဲ့တူမျက်ဝန်းနေရမျက်ရည်ကြဝေဝါရသူဘာလို့အခုလိုလောက်ရသူဘာလို့ဖုံးကွယ်ရသူသာအဲ့ကလေးကပွင့်ပွင့်လင်းလင်းပြောပြီးသူ့မှာမိသားစုနဲ့တွေ့ဖို့အတွက်တခုစီစဉ်ပြီးတကားအခုလိုတော့ကားရောက်နေရမှာမဟုတ်ပါဘူးအခုတကားကိုပါမင်းသေးသေးနဲ့လက်ထက်ခဲ့ဩဝါဒရှင်အရင်ရုံမာတဲ့သူရှင်နဲ့ကျမတွေ့ကြသေးရပေါ့တကားလက်ထက်ကသူမရဲ့မပုတ်တွေကိုကြီးကြီးပါအောင်စုပ်ကိုင်ရင်ဩဝါဒကိုဘလို့စကားပြောရမလဲဆိုတာစဉ်းစားကန်ထုတ်တယ်ပြီးတော့တကားဆုံးဖြတ်ချက်တစ်ခုချပြီးနေပါပြီအိုက်ခိုက်တကားကြောပေးထားတဲ့အခန်းတကားကြည်ကနေမိသွားတဲ့အတောင်ကြားပြီးတကားမျက်နှာလေးကိုပေးမော်ပြီးနှက်ခမ်းကိုတေးတေးစီရဲ့တကားအတန်နဲ့တူဩဝါဒသူမနာရောက်ပြီးကိုမင်းတွေမြို့ထဲမှာကြက်ကေသွားဝယ်လာခဲ့ပြီးရဲ့လို့ဆိုပြီးအနားမှာဝင်ထိုင်နေတကားအခုစားတော့မလားမစားဘူးကျမရှင်နဲ့ရှင်းစရာရှိရဲ့တင်းမာနေတဲ့သူမမျက်နှာပေးနဲ့ခါတိုင်းနဲ့မတူတဲ့လေတံကြောင့်ဩဝါဒရဲ့စိတ်ထဲစနိုးစနောက်တကားဘယ်တော့မှသူ့ကိုအခုလိုမျိုးဆက်ဆံပြောဆိုမှုမရှိတာပဲအခုသူမရဲ့ပုံစံသူ့အတွက်အထူးအဆက်ဘာရှင်းစရာရှိရလဲတကားပြောလေတကားသူမလက်ထဲကမပုတ်တယ်လို့ဩဝါဒစီထိုးပေးရသူကတွန်းဆုံးစွာနဲ့သူမစီကမပုတ်တယ်ကပြကိုယူကြည့်ပြီးတော့ပုံစံကတကိုးလူမျိုးတလို့မလုံမလဲရှင်ဘာပြောကြလဲဩဝါဒတပြင်းတဲချပြီးအခုလိုဖြစ်လာမှာတော့သူ့ဘက်ကဝန်ခံလိုက်ရုံမှာဟုတ်ပါတယ်ကိုလိန်ခဲ့အဲ့ဒါလည်းမင်းကိုကို့အနာထွက်သွားစေခြင်းသူ့စကားမဆုံးခင်သူ့ဘာတစ်ဖက်ကဆက်ပြင်းပြဖြစ်ပြီးရောတကားလည်းထိုနီးတူပါရှင်တကူကောင်းဆန်လိုက်တာကျမမိသားစုကကျမကိုစိတ်ပူနေရဲဆိုတာရှင်မတွေးမိဘူးလားရှင်မကိုချင်းစာစိတ်မရှိဘူးလားကိုတောင်းမှန်ပါတယ်တကားကိုအထကြီးခဲ့ရဝန်ခံပါတယ်အဲ့ဒါလည်းမင်းကိုချစ်လို့ပါတကားရဲ့မပြောနဲ့တကားဒေါသကြီးအောင်ရင်သူ့ပြားထားရတယ်ရှင်ဟာလေအရင်မုန်းဖို့ကောင်းတဲ့သူမပြောပါနဲ့တကားမင်းကိုမုန်းတယ်မပြောပါနဲ့ဩဝါဒသူမရှိမှရဲ့လက်လေးနဲ့ဖက်ကိုဆွဲယူတော့တကားသူ့လက်ကိုချက်ချင်းဖြုတ်တယ်ရှင်ကျမကဘာမှချွေးသိမ့်ဖို့မစင်စားနဲ့ကျမရှင်နဲ့ဆက်မပေါအောင်ကျမရန်ကုန်ပြန်မှာတကားမင်းအဲ့စကားမပြောနဲ့အိမ်တော်ကြီးကခလေးကစားစရာမဟုတ်ဘူးကွာကျမအဲ့ဒါမသိဘူးကျမသိတာရှင်နာထွက်သွားဖို့ပဲပြားတကားသူတို့တယောက်တကောအော်တော့အပြင်မှာရှဲသူ့မိဘနဲ့အမအခန်းထဲပြေးဝင်နေဘာဖြစ်နေတာအော်ကြီးဟစ်ကျင်နေသူ့ဖေရဲ့မိကုန်းတကားကျမတို့ဆက်မပေါင်းတော့ဘူးတို့တည့်ရသေးပြန်ဖြစ်ဘယ်လိုမဟုတ်လေလက်ထက်စာချုပ်မှာမရှိရမ
မင်းဘာပဲပြောပြောငါတော့မင်းကိုအနာထွက်ခွာခွင့်မပေးနိုင်တကားသူနဲ့ဘာမှမပြောချင်တော့တဲ့ဟန်နဲ့သူ့စီကအကြည့်လွဲသူမပုံစံသူမဘက်ကနည်းနည်းမှရှော့ပေးမဲ့ပုံမပေါ်ပါဘူးသူဘက်ကလည်းထိုနည်းတူကျန်တဲ့နေရာမှာသူမအရှော့ပေးကောင်းပေးပေမဲ့ဒီကိစ္စမှာလုံးဝပါသူဘက်ကတကားလက်လွတ်နိုင်စရာဘာအကြောင်းမှမရှိပါဘူးဒီနေ့တော့နှွေးထွေးနဲ့မိုးခါအိမ်လာလဲမဲဆိုပြီးကြေးတယောက်နှွေးထွေးတို့အတွက်စားစရာတွေစီစဉ်အလုံးရှုပ်ပါတယ်ပြီးတော့ဒီနေ့ဦးကလည်းအလုံးမသွားဘူးမိုးခါရောအိမ်ကိုလာမဲဆိုတာဦးကိုပြောပြထားတော့ဦးကတိတ်မကြည့်ချင်ပါဘူးသူ့တငယ်ကြီးကောင်းလေးလာမယ်ဆိုသူ့အတွက်စားစရာတွေဖွဲ့ဖွဲ့ရပြင်ပေးနေရတာအဲ့လိုဆိုပြီးစကနာလာထိုးတယ်အခုမှပဲဦးကရွယ်ဆောင်တက်ပါလားဆိုတာကြေးသိပါတယ်ပြီးတော့ကြေးကိုလည်းအရန်တွေ့ကက်လုံးတယ်လူကိုတွေ့ရတဲ့ပုတိပုတ်ဖတ်တွေပြီးတရှုပ်ရှုပ်လိုက်နန်းတက်ပါတယ်လာကြအခုမှပဲပေါ်လာတော့တယ်ဒေါ်နှွေးထွေးရဲ့ထိုင်ကြေးကနှွေးထွေးတို့မောင်နှမကိုအဲကန်နဲ့ခေါ်ပြီးဆိုဖာမှာထိုင်စီရဲ့ခြံထဲမှာကားတွေ့ရဲ့နေလူကြီးရရှိရမလားဟိုကဒီနေ့အလုံးမသွားဘူးလေအမေဦးဆိုပါလားနှွေးထွေးရဲ့စကားကြောင့်ကြေးရှက်ပြုံးလေးကောင်းလေးငုတ်ချတယ်ဟိုငါတို့အဆင်ပြေသွားပြီကြေးရဲ့စကားကြောင့်မိုးခိုင်းမျက်နှာဟန်မဆောင်နိုင်တော့အောင်ပြန်ရင်းနဲ့သူဒီလိုဖြစ်လာလိမ့်မယ်လို့မထင်ထားပါဘူးသူကကြေးနဲ့ဟိုလူကြီးကွာရှင်းပြီးကြေးကိုချစ်ခွေးပံမှုဆုံးဖြတ်ထားတယ်အခုသူ့ဇလန်မစသေးခင်နဲ့အဆုံးသတ်ပါတယ်ဦးကငါနဲ့ကွာမရှင်းတော့ဘူးတဲ့ငေါ့လည်းချစ်တယ်တဲ့။အော်အနေနီးပြီးအစ်စ်တွေဖြစ်ပေါ်လာရပေါ့။နေရအောင်ငါကလား။နေတွေ့ရကြေးရဲ့မျက်နှာကိုစူးစမ်းသလိုခက်ဆေးဆေးကြည့်ရဲ့။ကြေးရဒီစကားကဦးကိုပဲအရင်ဆုံးပြောပြခြင်းတယ်။ဦးမဟုတ်တဲ့တခြားတစိမ့်တွေကိုဦးထက်အရင်မပြောချင်ပါဘူး။အဲ့ဒါကြောင့်ကဲပါအဲ့ဒါတွေမပြောကြဆိုငါနေတို့စာဖို့မဟုတ်သွားယူပေးမယ်။အဲ့လိုစကားလမ်းကြောင်းလွယ်ပြီးနေရာထွက်လာခဲ့ကြေးအကန်းပြင်ပေါင်ရောက်တော့ဦးနဲ့ပတ်ပင်းလှထိုးတယ်။ဦးကလေကားချေနာမှာရက်ပြီးလက်နှစ်ဖက်ကိုပိုက်ပြီးတော့ကြေးကိုမှုန်တေးတေးကြည့်ပြီးအိမ်ပေါ်ဆောင်ကြီးအောင်ကြီးပြန်တက်ပြီးဦးကကြေးတို့ပြောနေတဲ့စကားကြားသွားပြီးဆိုတာသိလိုက်တယ်။ဦးကကြေးကိုစိတ်ဆိုးသွားပြီးထင်ပါတယ်။ဦးကြေးဝင်ခဲ့ပြီနော်။နှွေးထွေးတို့ပြန်သွားတဲ့ကြေးအပေါ်ကိုတက်လာပြီးတော့ဦးကိုအတန်မေးပြီးအခန်းထဲဝင်တော့ဦးကဂရင်းမှာခြေစင်းထိုင်ပြီးဖုန်းကြည့်ပါတယ်။ဦးကြေးကဦးဘေးကနေရာဝစ်တာနဲ့ဦးကသူမကိုတစ်စက်လေးမှလှည့်မကြည့်လာပါဘူးကြေးကိုစိတ်ကောက်နေရလားရင်ဦးကြေးရဲ့မိကုန်းကိုကြားမှာဦးကသူမကိုမျက်လွှာသာပင်းကြည့်ရဲ့ကြေးရဲ့စကားမှတ်နေပုံမှာဟုတ်တယ်စိတ်ကောက်နေကို့ကိုချစ်တယ်မပြောရဲ့အတွက်ရောကို့စီကိုမလာပဲတငယ်ချင်းတွေကအချိန်ပေးနေလို့ကိုစိတ်ကောက်သွားမယ်တီးတီးနဲ့ကို့29မိနစ်တည်းပြစ်ထားကိုစိတ်မကောက်ရတော့ဘူးလားခလေးဆန်လုံးနဲ့ဦးကြောင့်ကြေးကစိတ်မထိန်နိုင်ပဲရီလိုက်ပါတယ်ဦးကတကယ်ခလေးအတိုင်းပဲကြေးရီတော့ဦးကမုတ်တေးတေးနဲ့ကြည်လာပြီးဖားကြီးရလဲဦးကရီလို့လေဦးကိုဒီလောက်ကလေးဆန်မယ်လို့မထင်ထားရီစရာဘာမှမပါဘူးတော့ကြေးငဲ့တန်တော့ဟုတ်ကဲ့တောင်းပန်ပါရဲ့ရှင့်သူ့ကိုပြုံးစည်းစည်းနဲ့လာကြည့်နေကြေးကိုမန်စုပုံနေတဲ့မျက်နှာရည်နဲ့လက်မောင်းကဆွဲပြီးသူ့ရင်ဘက်မှာမိစေလိုက်တယ်ကြေးကိုမေးမယ်ကို့ချစ်ရလားမဖြစ်မနေဖြစ်ရမှာလားယင်သူ့ရင်ခွင်ထဲကသူ့ကိုမောကြည့်ပြီးမေးလာတဲ့ကြေးရဲ့ကိုလေးကိုသူတိုးဖက်ပြီးတော့သူ့ပေါင်ပေါ်ဆွဲတင်တယ်မဖြေခြင်းလည်းရတယ်ဖြေပေးခဲ့တော့ကို့နှလုံးသားကျမ်းမာနေဖို့အထောက်အကူဖြစ်လာမှာကြေးရဲ့စကားလေးနဲ့ကိုသက်ဆက်ရှင်မှုအကြောင်းပြချက်ဖြစ်လာနိုင်တယ်လေဒါမှမဟုတ်မချစ်နိုင်တာလားမချစ်သေးရလားအဲ့နှစ်ခုကမတူလို့လားယင်ဘယ်တူပါမလဲမချစ်တာတက်တက်လုံးမချစ်တာမချစ်သေးတာတနည်းတော့ချစ်လာနိုင်တယ်ဆိုတဲ့အတိတ်ပဲကြေးဦးရဲ့ပေါင်လန်းကင်ပြီးမေးပြအောင်လက်ညိုးလေးနဲ့ထိကနှက်ခမ်းအောင်မော်နေတော့ဦးဟာကြောင်သွားသလားမပြောတတ်ပါဘူးခဏတော့ငြိမ်နေနောက်မှကြေးရဲ့နှက်ခမ်းကိုပြန်နေပြီးလက်ကလည်းသူမရဲ့ရှိန်ကြီးအောက်ကိုရှုံဝင်ပြီးတော့အဲ့နောက်ကြေးရဲ့ကိုလေးကိုအိယာထဲလဲချပြီးသူမရဲ့ပြီးရနဲ့သူ့ကိုယ်ပေါ်အဝတ်စားရောကြေးရဲ့အင်ဂျီပါချုပ်ပြီးသူမ6တွေကိုကားစီရဲ့ကိုချစ်တယ်မုံလားကြီးဦးကလည်းဒီလောက်ထိတိတာနေပြီပါဇက်ကပြောတာကြားကျင်သေးတာကြေးမွေရခင်ကိုခတ်တေးတေးဆွဲဆုပ်ပြီးတော့ဦးရဲ့အထီးတွေကိုခန်းစားရကြောင်းဦးမေရကိုပြန်မဖြေမိရဖြေပါအောင်ချစ်တယ်ဦးကိုကြေးအရန်ချစ်တယ်အဲ့ခါမှာမဲ့ရဲ့နဲ့ခန်းဆောင်ဟာတွန့်ချိုပြီးကြေးရဲ့အောက်နဲ့ခံကိုဆွဲဆုပ်နှမ်းတယ်ကြေးကလည်းသူ့ကြောပြီးတော့တိုင်းဖက်ပြီးသူနဲ့တူစီးကျဲညီညီလှုပ်ရှားတယ်။နောက်သားအဲကွန်ခိုင်းထဲမှာချွေတဲ့ဆိုးဆိုးနဲ့တစ်ချိန်ပြီးတစ်ချိန်ရဲ့ပါမနေ့ကပြဿနာဖြစ်ပြီးတကားတို့စကားပြောဖို့မနေနေတာသူ့မျက်နှာကိုမကြည့်ပါဘူးညလည်းသူ့ကိုကြောပွေအေးပြီးသူမအသားကိုပါမထိစေခဲ့ဘူးအဲဒါကြောင့်သူကတကားကိုချော်ခွေမရပါဘူးအခုမနေ့ကျတော့တကားသူ့ဘေးမှာမရှိပဲအဲဒီစားသူမရဲ့ခေါင်းလေးပေါ်စာရွက်ခေါက်လေးတစ်ခုတွေ့ရတယ်သူအိယာထားပြီးထိုစာရွက်ခေါက်လေးကိုယူဖတ်တော့နှုတ်ဆက်ပါတဲ့ဩဝါဒကျမသွားပြီကျမမိသားစုလွမ်းနေအဲဒါကြောင့်ရန်ကုန်ကိုပြန်သွားပြီရှင်းစီကနေလည်းလမ်းစိမ်းအနေနဲ့ငွေ9သိန်းယူသွားတယ်ကျမရှင့်မမုန်းပါဘူးမနေ့ကသွေးပူနေတော့မို့ပြောခဲ့ရပါအခုကျမရှင်အခွင့်ရေးပေးမယ်ရှင်ကျမကိုမစွန့်လွတ်နိုင်တာတကယ်မချစ်တာသေးကြကျမနောက်လိုက်ခဲ့ပါကျမစိတ်ပြေတဲ့အထိလိုက်တောင်းမှန်ပါအဲဒါဆိုကျမစဉ်းစားပေးမယ်လိမ့်စာကစားဆုံးတာနဲ့သူ့ကိုထိုးစားရွက်ခက်တေးတေးဆုပ်ချလိုက်တယ်တကားသူ့အချစ်ကိုဒီနီးနဲ့စမ်းတက်လာမှသူ့ဘက်ကကျင်းသေးပါတက်သေးပါသူ
သူကတကောက်ဘလောက်တောင်ချစ်လိုက်ရလဲသူဘာမှရှိရှိဝေးစဉ်းစားမနေပဲကရင်မောကဆင်းပြီးအခန်းထဲကထွက်လာသူအခန်းမြေအောင်တော့မမအိမ်မောကဆင်းလာနေလာဆုံးပါတယ်ငါမောင်နိုးပြီလားဟုတ်မတကောက်သူအဲ့ဒီမိကုံပါဇက်ကပါမဖြေချင်တော့ဘူးလက်ထဲကသူလုံးချမိထားတဲ့စာရွက်ကိုအမဖြစ်သူထံကမ်းပြီးတထားညိုကထိုစာရွက်ကိုတေချာဖြတ်ပြီးမှအော်ပြဿနာဖြစ်တာဒါကြောင့်လားမိကုံပြန်ထုတ်ရသူ့ကောင်လေးပေးစွာနဲ့ညှိပြနေလိုက်သွားမှာလားလိုက်သွားမှာမပြီးတော့ဘာဆက်လုပ်မှာဒီကိုပြန်လာမှာလားနေတယောက်ထဲလားသူ့ကိုခေါ်ခဲ့မှာလားသူကရောလိုက်မယ်တဲ့လားများပြားလာတဲ့မိကုန်းနေကြမှာဩဝါဒအတော်လေးကောင်းရှုံးရပါတယ်သူဒါတွေတစ်ခါမှမတွေးခဲ့ဘူးကျွန်တော်မသိဘူးမအဲခါအဖေနဲ့မေကအိမ်ပေါ်ကဆင်းပြီးတော့သူ့အနာတရွေ့ရွေ့သွားလျှောက်လာရင်မှဒါသွားချင်သွားပါဒါပေမဲ့ပြန်တော့လာခဲ့ပါသားသူမလိုက်လဲဒါပြန်လာခဲ့ပါသားရဲ့အမေသူလက်ကိုကင်ပြီးသူ့ကိုမျက်ရည်တွေဝေးတည်နေတဲ့မျက်ဝင်းတွေနဲ့သူတောင်းဆိုလာတဲ့အမေစကားကြောင့်သူ့ရင်ထဲအောင်မြင်ရတယ်အဖေကလည်းသူ့ဘက်ကုန်းကင်ပြီးဒါမင်းကအဖေတို့ရဲ့မွေးစားသားဆိုပေမဲ့သားရင်းလိုပဲမင်းကအဖေတို့ဘယ်လောက်ချစ်လဲဆိုတာမင်းမလုံးမပိတ်ပင်ခဲ့တာတက်သေးပဲအားကြောင့်ပြန်လာခဲ့ပါသားအဲ့လိုထပ်ဆောင်ပြောတာသူစိတ်တင်ထားနိုင်စွမ်းမရှိပဲမိဘနှစ်ပါးရောအမဖြစ်သူပါဖက်ခါငိုခဲ့ပါတယ်သူဒီကိုကျင်းသေးပေါင်းပြန်လာမှပေမဲ့တကာမပြန်လိုက်ခဲ့ပြီးရောသူဘက်ကတကောက်ပြစ်ထားနိုင်ခဲ့မှာလေလားတော့ကလည်းသူ့လိုပဲသူမမိသားစုပြစ်ခွာနိုင်မလားလူနှစ်ယောက်ကြာမှကွာဝေးကအဲ့လောက်တည်းအေးပါသလားတကားသူမျက်စိရှိမှမြင်နေအိမ်ကိုကြည့်ပြီးပျော်ရွှင်ခြင်းဝမ်းနည်းခြင်းကိုပြိုင်တူခံစားရပျော်တာအိမ်ပြန်ရောက်လို့ဖြစ်ပြီးဝမ်းနေတာတစုံကြောင်းနဲ့တနေစီဖြစ်သွားလို့တကားလေးဘူးတစ်ချက်မှုတ်ပြီးတော့ချန်ရှီယာဘဲကိုနေရတော့စက္ကန့်ပိုင်းတွင်သူမတို့အိမ်ကူတော်ရအိမ်ထဲကထွက်လာပါတယ်သူမအမြင်တော့အတော်ရအမလီတကားပြန်လာပြီအဲ့လိုအော်ရင်ချန်ရှိပြေးထွက်ရသူမဖေဖေနဲ့မေမေကအိမ်ထဲကအမောတကောထွက်လာဟန်နဲ့သူမအိမ်ပေါ်ကလမ်းကြည့်ဖေဖေနဲ့မေမေကသူမအမြင်တော့ချန်ရှိကိုအသေးအံပြေးထွက်တယ်တမိအမလီငါတမိလေးခြံတကားပွင့်သွားတဲ့မေမေကတကားရဲ့လက်မောင်းနှစ်ဖက်ကိုကင်ပြီးလူကိုဆုံးကြီးစမ်းကြီးကြည့်ပြီးဝမ်းသာအားရနဲ့ဖက်တွေလာပါတော့တယ်။တမိရဲ့ဘယ်မြဲရောက်နေမေမေတစ်ချိန်လုံးတမိကိုလိုက်ရှာနေဘာလို့ဒီလောက်အချိန်တွေကြာအဆက်အသွယ်ဖြတ်ရ။ဒါအားလုံးရှင်းပြပါမယ်။ဘရုံမာဝမ်းသာမြေကိုပြတုပ်ပြီးတော့တမိဖြစ်သူကိုဖတ်ထားမှလှုပ်ကအိမ်ထဲကိုခေါ်လာတယ်။တစ်ဖက်မှာတော့ကြီးတယောက်ထမင်းပွဲပြင်တော့ဦးအားလက်ထဲမှာသူ့ဖုန်းကိုကင်ပြီးထမင်းစားကန်းနဲ့ဝင်လာသူမဦးထမင်းစားလို့ရတော့မယ်နော်အဲ့လိုဆိုရင်ဦးကိုကြောပေးစီတကားပြန်ရောက်နေပြီတဲ့ဦးပြောလာတဲ့စကားကြောင့်ကြေးရဲလက်လေးတိတိတသာတုံရင်းနဲ့ကြေးဦးကိုဘာစကားမှပြန်မပေးနိုင်ပဲငုံငွေရက်တော့ဦးဟာသူမကိုလေးနောက်ကတိုင်းဖက်တယ်ဘာတွေးနေရလဲကလေးမလေးမဟုတ်မှတကားပြန်ရောက်လာလို့ကိုသူ့စီစိတ်ပြန်ရိုင်သွားမှလားဆိုပြီးတော့လားကြေးအနေထိုင်လူအောင်ဝဲနေလာတဲ့ဦးစီကနေအသာယုံပြီးမှဦးဘက်ကိုလည်းပြီးခါကိုတိုင်းဖက်ပြီးငိုခဲ့ဦးတွေးတယ်လို့မျိုးကြေးတကယ်တွေးနေခဲ့မိရဦးကြေးကိုထားခဲ့တော့မှလားကြေးကိုမထားခဲ့ပါနဲ့နော်ဘာကြောင့်နဲ့မှမထားခဲ့ပါနဲ့မမစီလည်းပြန်မသွားပါနဲ့နော်ကလေးမလေးအတွေ့အရန်လိုနေပြီကွာဟာအလောက်ကနေစိတ်ပီစီပြီးလူကမြအိုစားလိုက်မယ်အဲ့ဆိုချစ်စရာမကောင်းပဲနေတော့မှာဦးကြေးဦးစီကခွာပြီးဦးကိုမောကြည့်ရတော့ဦးဟာသူမမျက်ရည်အသာတုပ်ပြီးငငိုးနဲ့နော်စိတ်ရိုင်စားဘာကြောင့်မှမရှိဘူးခမားလေးကိုပဲချစ်တာဟုတ်ပြီလားဦးတကယ်ပြောရလားတကယ်လားဦးတကယ်ပြောတာစိတ်အေးထားနော်ပြုံးလာအောင်အဲ့ခါမှကြေးလဲအတော်လေးစိတ်အေးရရဲ့ဦးကိုပြုံးပြလိုက်တယ်အဲ့လိုလေးနေပါချစ်ဖို့ကောင်းတယ်ကြေးမျက်ရည်တွေမချောက်တည်းရဲ့ကြားပြုံးပြီးတော့ဦးကိုနောက်တစ်ချိန်ပြန်လဲဖက်တွေကြေးဦးကိုအပြေးဝရှုံးမာတယ်ဒါပေမဲ့ကံကြမ္မားဆွဲအရာတော့ကြေးတကယ်မိနေကြရနောက်နေ့မှပဲကြေးမမထန်ရောက်လာဦးကတော့မပါပါဘူးအလုပ်ကိုကြောင်းပြပြီးကြေးကိုတယောက်တည်းသွားတွေးစီခဲ့ဦးကကြေးကိုစိတ်လုံခြုံစေခြင်းလို့မမကိုရှောင်ကျင်တာပါမမကြေးအသက်ပေးမမအခန်းထဲဝင်တော့မမဘရင်းပေါက်နာမှာရက်ပြီးကြေးကိုလှည့်ကြည့်ကြေးကိုမြင်တော့မမသူမထံဝမ်းသာအားရလျှောက်ပြီးသူမကိုယ်လေးကိုတိုင်းဖက်တယ်ကြေးငါနဲ့ကိုမျှော်နေရမမကားအက်ဆီဒန့်ဖြစ်ပြီးအတိတ်မိသွားတယ်လို့ဖေဖေစီကကြားထားတာမမကိုမိသားစုတစုကကူညီထားရဆိုတကာကြေးကိုလွတ်ပေးလိုက်ပြီးမှသူမနဲ့တူကလေးမဝင်ထိုင်တယ်အဲ့ဒါအကုန်မဟုတ်ဘူးကြေးမမစိတ်ဝင်တစားကြည့်တော့မမသူကြုံခဲ့ရအကြောင်းတွေပြောပြမမကြောင့်ကြေးလုံးဝမထင်ထားရမို့အံ့ဩမိအောင်မပါဒါဆိုမမအိမ်အောင်ကြခဲ့ပြီပေါ့ငါဘာလုပ်ရမလဲသူငါစီလိုက်လာမှာပါနော်ကြေးကဘာဖြစ်ရမယ်မသိကြေးကအဲ့လိုမမြင်ဘူးလားသူသာမမကိုချင်လိုက်လာမှာပါမမရောသူလာချော့ရင်ခွင့်လို့မှထားသူနဲ့လိုက်သွားမှာလားမမလိုက်ခင်ရောသူကဒီမှာနေမယ်တဲ့လားသူကတော့နေမှာမဟုတ်တာသိကြတယ်ဒါဆိုမမလိုက်သွားမှာလားငါအဲ့ဒါကိုမစင်စားဘူးကြေးရောတကပါခိတာများနှုတ်စိတ်တယ်ဒါနဲ့နေငါစာဦးလုံးလာမယ်နဲ့လက်ထက်လိုက်ရရဲ့ဆိုမေမေပြောပြတယ်ကြေးဟာကောင်းတာညိပ်ပြီးအဆင်ပြေလားသူနေပေါ်ကျင်းလာလားညာကစားတော့ကိုလည်းအကျော်တင်သူကလည်းအဲ့ဒါကိုပဲကြည့်မြတော့
အခုတော့အဆင်ပြေနေပါပြီတကာကောင်းတက်ဆက်ဆက်နဲ့ကောင်းပါတယ်ငါးနှစ်ကိုအားနာနေရအဲ့လိုကြားတာတကယ်တော်သေးရဲ့ငါးတာပြောရင်းနဲ့တကာစကားကိုထွန်းနေအောင်မှရဲတော်ကြီးကသူမလက်နက်ဘက်ကိုစုပ်ကိုင်ပြီးမမအရန်မတွေးပါနဲ့ဖူးစာမှန်လိုပဲရန်ကုန်ကနေပုတ်ပါထိသွားပြီးစုံခဲ့ကြညာခဲ့ကြရလေမမတို့တေချာပေါက်နီးမှာပါအဲ့လိုဆိုရကြီးရဲ့စကားသူမအနေနဲ့များစိတ်သက်သာရတယ်တကာလည်းအဲ့လိုပဲမျောလင်းပါတယ်ဩဝါဒသူမနောက်ကိုလိုက်လာမှာပါဟုတ်ကဲ့ပါရှင်ပရိသတ်ကြီးရေစာရေးသူပဲရေးသားထားတဲ့ပြားသက်ကလိုပန်းမျိုးတရားလိုကျင်းငယ်တန်တာလိုဆိုတဲ့ဇက်လန်လေးရဲ့ဒုတိယပိုင်းကိုထုံးလဲတင်ဆက်လုပ်ပြီးပါပြီဆက်လက်ပြီးတော့မှဇက်လန်လေးရဲ့ဇက်သိမ်းပိုင်းကိုထုံးလဲတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်